မေတ္တာပြုကြရန်အသင်းတော်ဒီဖိတ်ခေါ်လျက်ရှိသည်ကျွန်ုပ်တို့ဒီဖျားသခင်နှုတ်ကပတ်တော်ကိုနာခံကြ၍ပါစကာပွဲတော်ကြီးနည်းနည်းပွဲရာဖြစ်သောခန္ဓာများကိုကျင်းပကြလျက်သခင်ဖျားရဲ့တေခံတော်မူခြင်းနဲ့ရှင်ပြန်ထမြောက်တော်မူခြင်းတို့ကိုပြန်လည်တရိယာကြလျက်ယေရှုသခင်နဲ့အတူတေခြင်းကိုအောင်မြင်ကြ၍ကိုရောနဲ့အတူဖျားသခင်၌အသက်ရှင်ခြင်းချမ်းသာကိုရနိုင်မည်ဟုမျှော်လင့်နိုင်ကြပေသည်ဆုတောင်းကြစို့။အိုဖျားခင်ကိုရောဒီကိုရောဘုံရောင်ချီတော်ကိုကိုရောသားတော်အဖျင်းဘာသာဝင်တို့အပေါ်သို့ထွန်းလင်းစေတော်မူသည်နှင့်ငေဤမြေတိကိုတန်ရှင်းစေတော်မူ၍တပည့်တော်ဒီတန်ရှင်းစင်ကြယ်သောစိတ်နှလုံးဖြင့်လွန်ထွန်းလင်းတောက်ပါသောထာဝရပွဲတော်ကြီးသို့ရောက်နိုင်ကြရန်ဘာစကာပွဲတော်ကိုကျင်းပခြင်းအပြင်ထာဝရဒုက္ခချမ်းသာဆန်းစားလိုသောအလူဆန္ဒအများပြုဝစေခြင်းကတပည့်တော်ကမဆတော်မူပါမည်အကြောင်းတပည့်တော်သခင်ခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်ခရစ်တော်သခင်ဒီယမနီနဲ့အေယနီအစနဲ့အဆုံးအလ်ဖာနဲ့အိုမီဂါဖြစ်တော်မူသည်အချိန်ကာလတို့နဲ့အချိန်ကာလတို့နဲ့ခေတ္တစစ်တို့ဒီကိုရောနဲ့သာဆိုင်ကြ၏ကိုရောအားဘုံတော်ဂုဏ်တော်နဲ့စူးစံတော်မူခြင်းသည်အစဉ်ထာဝရကာလဆက်ဆက်ရှိစေတည်းအာမင်မိမိတန်ရှင်၍ဂုဏ်ရှိလာသောဒဏ်ရာတော်များအားဖြင့်ခရစ်တော်သခင်သည်ကျွန်ုပ်တို့ကိုထိန်းသိမ်းကာကွယ်ဆောင်ရှောက်တော်မူပါစေအာမင်ဘုံဂုဏ်တော်နဲ့ရှင်ပြန်ထမြောက်တော်မူသောခရစ်တော်သခင်နှင့်အလင်းရောင်ချီတော်ဖြင့်စိတ်နှလုံးမှာအမိုက်မောင်တို့သည်လွန်စင်သွားကြပါစေတူလေမဟုတ်ဘူး
Lumen Christi, do tell me. Deo gratia. Thank you. Ding to. Nếu Lumen Christi, Deo gratia. Lumen Christi, Deo gratia. maybe. Loban apa? Loban tiga di tengah, dapat tengah. Jangan lagi sampai. Loban tiga di tengah. Con kiến đam an đồ phơi đi xuyên lâm ba se, con kiến bù chi bao đầu đi lệ, văn miao cha ba se, lu mi mi đồ mu to, bây giờ ông min chín chang, lu miao chín ở trên amat tabu khaya mía đi mâu cha ba se, các ba mi chỉ đi lệ thao ra bây giờ ni, yang chi đồ phiền thun lên tàu ba, ya ga văn miao xuyên lâm ba se, các ba ya mai mong tụi mi aku phiết si phiêu khuyên lại bị phiết chang tì na lệ ba se. Ami atino di le thumya lao to len do phin thun le ya di phi yue wan miao swin lam ba se
ဤကြောင့်တော်အတွင်း၌ရှိကြကုန်သောလူအပေါင်းတို့သည်လည်းတခဲနှင့်ကြွေးကြော်ကြပါစေထိုကြောင့်ဤနေရာ၌ရှိကြကုန်သောချစ်လာစွာသောညီကိုမောင်နှမအပေါင်းတို့အလွန်အောဖွယ်ရာကျင်လင်တောက်ပသောဤမူမြတ်လာသောအလင်းတော်၏ရှိမောင်၌ကျွန်ုပ်နှင့်အတူတကွအားလုံးကိုတတ်နိုင်တော်မူသောဖျားသခင်နှင့်အကျဉ်းနာမေတ္တာတော်ကိုတနာခံကြရန်ကျွန်ုပ်ဖိတ်ခေါ်ပါသည်မထိုက်တန်သူကျွန်ုပ်အားလေဝယဟန်မျိုးထဲ၌ပါဝင်ခွင့်ပြုတော်မူသောဖျားသခင်သည်မိမိအလင်းရောင်ချီတော်ကိုကျွန်ုပ်တို့အပေါ်သို့လွတ်တော်မူသဖြင့်ကျွန်ုပ်တို့သည်လည်းဤဖျောင်းတိုင်ကြီးအားချီးမွမ်းထောပနာတခြင်းကိုအေးကျိုးနိုင်ပါစေဖျားသခင်သည်တင်တို့နှင့်ရှိပါစေဖျားသခင်နာအာယုံပြုကြလောအာယုံပြုလက်ရှိကြပါသည်ကျွန်ုပ်တို့အရှင်ဖျားသခင်ကိုကျေးဇူးတင်ကြစို့ကျေးဇူးတင်ထိုက်တင်အပ်လာပြီသည်မျက်စိအာယုံဖြင့်မမြင်နိုင်သောအလုံးစုံကိုတတ်နိုင်တော်မူသည့်ခမည်းတော်ဖျားကို၎င်းကိုရော့တပါးဒီတော်သားတော်တပည့်တော်၏သခင်ယေရှုခရစ်တော်သခင်ကို၎င်းစိတ်နှလုံးအကျွမ်းမဲ့ချွေးမွန်းထောပနာပြုကြရန်ဧကံအမှန်ထိုက်တင်လှပေသည်ခရစ်တော်သခင်သည်ထာဝရဘုရားထံအာဒမ်တင်ရှိခဲ့သောကြွေးမြီများကိုတပည့်တော်တို့ကိုစားဆက်ဖြေပေးတော်မူသည်အပြည့်ရင်တန်ကိုလည်းမိမိတွေးတော်ဖြင့်စီကြောတော်မူသည်ဤပွဲတော်ကြီးသည်သူငယ်တော်တည်းဟူသောခရစ်တော်သခင်အသက်ခံရသောပါစကာပွဲတော်ကြီးဖြစ်ပေသည်ကိုယ်ရဲ့တွေးတော်အဖင်ဘာသာသူတို့ဒီစင်ကြယ်ခြင်းသို့ရောက်ကြရ၏ဤညမှာပင်တပည့်တော်၏ဘူပဲဣသရေလမျိုးသားများကိုအီဂျစ်ပြည်မှထုတ်ဆောင်လျက်တွေ့6တွေ့သောလမ်းဖြင့်ပင်လယ်နေကိုဖျက်ကိုစေခဲ့ပေသည်ဤညမှာပင်ဖျားသခင်နှင့်အလင်းရောင်ချီတော်ဖြင့်အပြစ်ဒုစရိုက်အမိုက်မောင်ကိုဖြိုခွင်းခဲ့လေသည်ဤညမှာပင်ကဘာတဝန်းလုံးရှိခရစ်တော်သခင်၌ယုံကြည်သူအပေါင်းတို့ကိုလောကဒုစရိုက်များနှင့်အပြည့်အမိုက်မောင်တို့မှနှုတ်ယူလျက်ဖြောင်းမခြင်းကျေးဇူးတော်ကိုပြန်လည်ရရှိစေ၍စင်ကြယ်စေတော်မူသည်ဤညမှာပင်ခရစ်တော်သခင်သည်တေခြင်းအောင်ကျူးများကိုဖျက်တောက်လျက်တင်းဆိုင်တွင်မှအောင်ပွဲခံလျက်ရှင်ပြန်ထမြောက်တော်မူသည်တပည့်တော်တို့ဒီကယ်တင်ခြင်းချမ်းသာကိုမခံစားကြရလေဤလောက၌လူဖြစ်ရကျိုးနှံ့မည်မဟုတ်ပေ။အိုဖျားသခင်တပည့်တော်တို့အပေါ်ထားရှိသောဂရုစေတနာကြီးမားလှပေစွာတကားကျွမ်းစေခံကိုရွေးနှုတ်ကယ်တင်တော်မူရန်တားတော်ကိုရန်သွေးလက်တွင်သို့အနံ့ချင်းသည်မတွေးတော်မကြံစနိုင်သောချစ်ချင်းမေတ္တာဖြစ်ပေသည်အတိုင်းအပြစ်ကိုခရစ်တော်သခင်သေခြင်းဖြင့်ချွတ်လွတ်ရန်ဧကံအမှန်လူအပ်လှပေသည်အိုအပြည့်ဤမြတ်မြတ်လှသောကယ်တင်ရှင်ကိုရထိုက်ခြင်းသည်ဝမ်းမြောက်ဖွယ်ကောင်းပေ၏အိုဧကံအမှန်မင်္ဂလာရှိသောညဤညတာလင်ယေရှုသခင်တင်းချိုင်းမှရှင်ပြန်ထမြောက်တော်မူသောအချိန်နာရီကိုတည်ခဲ့ရသောညဖြစ်ပေ၏ညသည်နေကဲ့သို့ပင်လင်းလိမ့်မည်ညသည်ငါပျော်ရွှင်ဆန်းစားရန်ငိုင်းအလင်းဖြေဟုရည်ထားသောညသည်ဤညပင်တည်းထိုကြောင့်ဤည၏မြင့်မြတ်တော်မူခြင်းသည်မကောင်းဒုစရိုက်များကိုကွယ်လွှင့်စေအပြစ်များကိုစီကြောတော်မူသည်အပြစ်ပြုမိသူတို့အားစင်ကြယ်ခြင်းကိုပြန်လည်ရစေသည်ဝန်းနေကြည်ကွယ်စိတ်ဆင်းရဲသူတို့အားဆွင်လန်းဝမ်းမြောက်စေသည်မုံထားခြင်းကိုကွယ်ပြောက်စေသည်စီလုံးငြိမ်ဝှက်ခြင်းကိုပေးသည်စိတ်မြင့်သူတို့ကိုနှိမ်ချစေသည်သူဖြစ်သောကြောင့်အိုမြင့်မြတ်လာသောအဖာဤမင်္ဂလာည၌ပြားတို့၏လက်ရာဖြစ်သောဤဖျောင်းတိုင်ကိုယဟန်တို့၏လက်ဖြင့်ပူဇော်သောအခမ်းအနားတွင်မူမြတ်သောအသင်းတော်ဆက်ကတော်ဂုံပြုရာညနေပူဇော်တက္ကာယကိုလက်ခံတော်မူပါဖျားသခင်ကိုဂုံပြုထွန်းငေထားသောဖျောင်းတိုင်ကြီးမြင့်မြတ်ခြင်းကိုတပည့်တော်တို့တည်နာလေခဲ့ကြပေပြီဖျောင်းတိုင်ကြီးမှမီးကိုမီမြကူးယူထွန်းငေစေကမူငကူမီးရှိန်သည်ဆုတ်ရော့သွားခြင်းမရှိပေအလွန်ဖူးထိုက်လာသောဤဖျောင်းတိုင်ကြီးအဖူးပြားများပြုလုပ်သောဖျောင်း၏အရေးဖြင့်မီးတောက်လျက်ရှိပေသည်အိုအမှန်ဧကမင်္ဂလာရှိသောညဤည၌ပင်ကောင်းကင်နှင့်မြေကြီးဖျားသခင်နှင့်လူတို့ပေါင်းဆက်က၏ထိုကြောင့်အိုသခင်ကိုရော၏နာမတော်ကိုဂုဏ်ပြုသောအဖြစ်ပူဇော်ထားသောဤဖျောင်းတိုင်ကြီးသည်ဤည၏အမိုက်မောင်ကိုဖြိုခွင်းနိုင်ခြင်းအလို့ငါအရှိန်မလျှော့ဘဲဆက်လက်တောက်ပါစေရန်
กุโรอาตองเช่าจ่าบาดีอีพยองในกูมุ้ยใจยันนันประมาเล็กขันเวก้องกินในงานโดยมีใจเมียนเนยอเชทารมูบาอีพยองในมีเต้ากูมูเต้าเจดีมียาบาเซทาวรามกวยพยองในโตทูมูเต้าเจกากรอยตารอเยซูคริสต์ตะเคียนเป็นพิดิวตะพิโอรุสุวรรณจ่าบาดีอุตะเคียนตินชัยมาชิมเปียนทำยาวดอมูบีนาวลูมิวตะการอปอตุมิมีอลิงกูทุนลินเสยกาลาเสเสเตชินดอมูเลสุสานมุโตอชิมพิดดอมูบายพยาอาเมนชิลาสวาโตงีกุมอนมาปองนุจโนดุดีปัสกาปวยโรจีกุตะคันตนาจูสุสินเวนิสินพยาตะเคนขปัดดอกูเสงเงินสวานาสินจาบาสุลุงแคดอสินปองมยาสวากาพยาตะเคนดีมิมิเยก้าวดอมูแค่ดอลูมิวกูอเบเกโตเกเซดอมูแค่จังทุมียามกาจโนดุเขตมายาไนเลอเบเกโตมิมิตารอเกตินนมูโตตะคิงกูเซเลดอมูแค่จังมยากูทาวสุสินชินจาบาสุสโนดุเยชินพยาตะเคนดีมิมิตารอฮิอเตคันดอมูชินเนชินเปียนทามยาวดอมูชินตีหูโตปาสกาเนเนบวยาพินซาตินแค่โตเกตินชินโรงงานจีกูสงคันတိုင်အောင်ဆောင်ရွက်ပြည့်မြောက်စေပါမည်အကြောင်းဆုတောင်းကြစို့ကျေးဇူးပြုရဲ့အားလုံးထိုင်ပါပထမကျမ်းစာဖတ်ရှုခြင်းပြီးတော့မိမိတို့ရဲ့ဖျောင်းတိုင်များကိုပြန်ပြီးတော့ငြိမ်သက်ကြပါဖျောင်းတိုင်ခဏတစ်ဖြုတ်ငြိမ်သက်ကြပါပထမကျမ်းစာဖတ်ရှုခြင်းโนโรยพาอาเบหานอีปูซอชินกบ่าวจันอคันจีนเสนิอเงติมาเสชิทีทุกาลนัยพยาตะเคนนีอาเบหานอาสงสารดอมูเยตูอาเบหานหุขอรอมูอีตูกาเลอเซนเตชิบาดีหุชาวลีเตชิเมตนูโดตอุติโดตาอิซักกูขอเยมูยีอาอเยดโดตัวลอทัวเย็นไหนงานยนต์เปียละตันดอตองตองปอมาตุกูมิชุปูซอดอซิกกองอภิษซิปูซอลอหุมิงดอมูอีทุจังอาเปียหันดีญะเชิงไหนทาบิเลนมิมิตาอิซะเนอตูมิมิลูเงนยาวดกกูขอเยมิมิมีกูกองนี้เตนเปลี่ยนสินลีมิชุปูซอยันเทมยากูเควบินาวพยาตะเคมิมิอาไม่ดอมูดออเยดโดท่าย่วยตัวลีตรงยัดเมียวดอนี่นายเมียวจิเลนิยาโกอวิมะมินลีมิมิลุงเอโดอาอินิยาไนมีเนอตูซ่องนีจาลองาดีงาตาเนตูทูนิยาโดอเมียนตัวย่วยวบยุกูเกวบินาวเตนโดทานโดပြန်လာမည်ဟုပြောလီตูดีมิชุปูซอยันเทมยากูอยู่เย่มิมิอีตาอิซับปอมาเตนลีตูมูกามีเนดากูเล่นไนเตซองอีนายอตูตัวจาสินเวนอิซักกะมิมิอภาอาเปียหาอาอเพหุขอลีตูกาเลบาอลูชิตนีงาตาหุเพียนพีมีเนเทมปาลาอีมิชุยาซิกกออเบมานีหุมิลีอาเปียหังกาเลงาตามิชุปูซอซิกองกูพยาตะเคนกูไรสิสินปีบาเลมีหุสุลีသူတို့နှစ်ဦးဆက်လက်တွားကြ၍ဘုရားသခင်ငွန်ပြတော်နေရာသို့ရောက်ကြလေထိုနေရာ၌အဗျဟန်ဒီဇစ်ပလင်ကိုတီဆောက်၍အပေါ်၌ထဲများကိုတင်လေ၏ထိုနောက်မိမိသားဣဇက်ကိုတုံနောင်ပြီးလင်ပလင်ပေါ်ရှိထင်းပေါ်တို့မှထင်းပေါ်မှာတင်ထား၍လက်ကိုစမ်းပြေးလင်မိမိသားကိုတတ်ရန်ဓာကိုကိုက်ဆွဲယူလေ၏ทัวคาตะเข็มพยาอีก้องเกณฑ์ตมานอรีก้องเกณฑ์มะ
阿边行户考虑，杜家嘞阿亲到西巴伊户偏僻哩，路眼包到等你来地没有事呢，杜阿米到米没表露呢，等你不要得看过去讲过了讲，我对等你乌地罗打过ไปมึงยารา讲过了讲，要哭我地亚比户处理。阿边行哩莫只来到卡，杜得讲从天来，从你的个面临，出都个有约，秘密大阿萨是不着哩。ทุนิยากูพยามินหูดออมีเพียงขอว่าตะมอลีทุเจ้าชนิดใจอ่องตองปอนัยพยาตะเคมียะเลยมีหูสุเลชิใจพยาตะเคนิตมันดอรีอาพยาหังกูก้องเกมะดุติยะเจงขอรอมูเยไม่รอมูดีกาเตนิอุตีรอตากูเปมังเงญาเปอียมุกูปิวดอเจ้างากูไรตีเวงาเจงสูอีงาดีเต้นกูของจีบีมีเตนี้อมิวันเวกูก้องเกียนยานาชีดอเจมียาเกดละกองเป็นเลกันชีเตมียาเกดละกองปัวมียาสีมีเตนี้อมิวันเวดีมิยันตูดอีมิวตะคามยากูไปใส่เลยมีเตนดีง่ายสกากูนาทองดอเจ้ากบามีพอชีลูมิวอปองดอกดีเตนี้อมิวนายกองชีเมงกลาขันจายาเลยมีอิริกาพยาตะเคนินกปะดอปีติพยาตะเคอาเจซูเต็มบาดีศาลาโอพยาตะเคจนเอาดีกูรอกูเหี่ยวเลงกูซาปาอีจนเอากูทิ้งติงชงดอมูบาตามเปียโอพยาตะเคจนเอาดีกูรอกูเมียวเลงกูซาบาอีจนเอากูทิ้งติงชงเช่าดอมูบาพยาตะเคดีจนเอาอมัวจนเอาพลาพิรอมูอีกูรอดีจนเอาอมัวนี่กูทิ้งติงชงดอมูต่อตะเคพิรอมูอีจนเอาดีพยาตะเคกูอาศิมเปียเมียมเฮาเปียวบาอีอาจอมูกากูรอดีจนเอาญาเล็กยงพิรอมูเยจนเอาดีสวยเหลียตัวเมียมเฮาเวตามเปียโอพยาตะเคียนจนเอาดีกูรอกูเมียวเล่งกูซาบาอีจนเอากูทิ้งติงชงเช่าดอมูบาทุจองจนเอานลงกูนลงดีสวยล้างวันเมียวปาอีจนเอาเซวันงี้ดีแลเปียวเมียวเลียสิปาอีทุเมียมกะจนเอากูคันดาดีแลเมียวเล่งเชนเพเงี้ยววสวาในปามีอาจอมูกากูรอดีจนเอาวันงี้กูเอาเนยายันให้ปิดทารอมเมมโหกูรอตันชินตัวเลปอสชิงกูมิเซรอมูเมมโหตันเปียโอพยาตะเคียนจนเอาดีกูรอกูเมียวเล่งกูซาบาอีจนเอากูทิ้งติงชงเช่าดอมูบากูรอดีจนเอาอัตชินเชล้านชิมยากูละกอกูรอเมียมเมาดอนให้สงลิงต่อวันเมียวขวิงกูละกอกูรอเลยาเพนให้ทาวราเปียวมือเชงอขวิงกูละกอยองเปียรอมูลิเมตามเปียโอพยาตะเคียนจนเอาดีกูรอกูเมียวเล่งกูซาบาอีจนเอากูทิ้งติงชงเช่าดอมูบาสุดองจาสุอาลงสุงตนายนมุตทาวราบิยานเดคินกุรอพันสินนมุตอายาโดนายกุรอดีอันอบวยกองลาดีเนงอาสาวนัยกบากุพันสินชินเทนเอาทรงดอกาลานายบาสกาตุเงรกูปูซอยเวดบิโอรัวเกตินโมชินดีปูเวมิเมียจังดบิโอรุตินาเลนัยจายามาสารมุบามีจังတပြောရသခင်ခရစ်တော်ဖျားရှင်ကိုမြည်ပြို၍တောင်းလျှောက်ကြပါသည်ဘုရား
Amen.ဒုတိယကျမ်းခရစ်တုသခင်သည်တည်သူတို့အစုမှရှင်ပြန်ထမြောက်တော်မူပြီးနောက်တဖန်မသေးရမွေမြတ်တော်တပည့်တော်ကြီးတန်ပေါလုရောမမြို့သားတို့ထံရေးတော်စာအခန်းကြီး6အခန်းငယ်3မှ7အထိမြေကူတော်သခင်ယေရှု၌စေကြောချင်းခံရသူတို့သည်ကူတော်ဤသေခြင်း၌ပါဝင်ရန်စေကြောချင်းကိုခံကြသည်ကျွန်တော်တို့ဒီဂူတော်ဤတည်ခြင်း၌ပါဝင်ရန်စေကြောခြင်းကိုခံခြင်းအပြင်ဂူတော်နှင့်အတူတကြူခြင်းကိုခံကြရသည်ထို့ကြောင့်ခရစ်တုသခင်သည်တင်ကြီးလုံးမကိစ္စနာဟီလိုကေအထုံနာအနိနိုင်ဖန်လို့မတော့6သွေးနေတော့ပင်လေအလဲကိုဖြတ်၍သွားကြလိ၏ထမြောက်ရာကျမ်းအခန်း14အခန်းငယ်15မှအခန်း15အခန်းငယ်1အထိထူကာလ၌ဖျားသခင်သည်မိုးစေအားအဘယ်ကြောင့်ငါထံသို့အော်ဟစ်သည်။ဣသရေလအမျိုးသားတို့အားဆက်လက်ချီတက်သွားကြရန်အမိန့်ပေးတော်ဟုဆိုလေ။သင်မူကားသင်၏လန်တန်ကူမြောက်ပြီးလျှင်သင်၏လက်ကူပင်လယ်ပေါ်၌စန့်တား၍ပင်လယ်ကူနှစ်ချမ်းခွဲလိုက်လော့။ဣသရေလအမျိုးသားတို့သည်ပင်လယ်ပြင်အလယ်၌6သွေးသောလမ်းဖြင့်ချီတက်သွားကြလိမ့်မည်။သူတို့၏နောက်သို့လိုက်ကြရန်ငါသည်အီဂျစ်လူမျိုးတို့၏နှလုံးသားကိုခိုင်မာစေမည်ဖာရာအုံနှင့်သူ၏ခြေလင်သက်မင်းသက်ယထာသက်တို့၌ငါ၏တကူတော်ထင်ရှားလိမ့်မည်ဤကဲ့သို့ဖာရာအုံနှင့်သူ၏ယထာသက်မင်းသက်နှင့်ငါသည်ဂုံချင်းမြင့်ခြင်းကာရသောအခါငါသည်ဖျားသခင်ဖြစ်ကြောင်းအီဂျစ်လူမျိုးတို့သိကြလိမ့်မည်ဣသရေလရေသက်များရှိတွင်လှညွန့်၍သွားခဲ့သောဖျားသခင်၏ကောင်းကင်တမန်တော်သည်မိမိကိုယ်ကိုသူတို့၏တပ်နောက်သို့ရွှေ့ပြောင်းလာ၍သူနှင့်အတူမူးတိမ်တိုင်ကြီးသည်လည်းသူတို့ရှိမှနောက်သို့ပြောင်းရွှေ့လာ၍ဣသရေလတပ်နှင့်အီဂျစ်တပ်နှစ်ခုအကြားတွင်ရက်တန့်နေလေ၏သူတိမ်တိုင်ကြီးသည်ရန်သူတို့ကိုမှောင်အတိဖြစ်စေ၍ဣသရေလစစ်တပ်တို့ကိုလင်းစေသဖြင့်တညလုံးစစ်တပ်များသည်တသက်နှင့်တသက်ပူမူနီးကပ်၍မလာနိုင်ကြမိုးစေသည်မိမိ၏လက်ကူပင်လေပေါ်၌စန့်တန်းသောအခါဖျားသခင်သည်လည်းတညလုံးပူပြင်းသောလေတိုက်စေခြင်းဖြင့်ပင်လေကိုတွန်းလှန်သဖြင့်6သွေးနေတော်မြေအဖြစ်ပြောင်းလဲပေ၏ရေတော့သည်လည်းနှစ်ချမ်းကွဲလေ၏ဣသရေလလူမျိုးတို့သည်6သွေးနေသောပင်လေအလယ်ကိုဖြတ်၍သွားကြလေ၏ရေတော့သည်လည်းသူတို့၏တစ်ဖက်တစ်ချက်၌တရိုင်းနိုင်ရကြီးများကဲ့သို့ရက်တန့်လျက်ရှိကြ၏နောက်မှလိုက်လာကြသောအီဂျစ်အမျိုးသားတို့နှင့်ဖာရာအုံ၏မြင်းသက်ယထာသက်နှင့်မြင်းစည်းသူရဲအားလုံးတို့သည်သူတို့နောက်မှပင်လေရီပင်ထဲသို့ဆင်း၍လိုက်လာကြလေ၏နတ်နှင့်စောစောအချိန်ရောက်သောအခါသခင်ဖျားသည်မိတိုင်နှင့်တိမ်တိုင်ကြီးမှအီဂျစ်စစ်တပ်များကိုကြည့်၍သူတို့၏စစ်တပ်များကိုကစင်ကလျားဖြစ်စေပေးနောက်ဣ
ယထာဘိန်းများကိုမလှုပ်ရှားနိုင်အောင်ပြုတော်မူ၏ထို့ကြောင့်အီဂျစ်အမျိုးသားတို့သည်ဣသရေလတို့ထံမှထွက်ပြေးကြသောဘုရားသခင်သည်သူတို့ဘက်မှနေ၍ငါတို့ကိုတိုက်ခိုက်လေပေဟုပြောဆိုကြ၏ထိုအခါဘုရားသခင်ကမိုးစေအားရေတွေကိုအီဂျစ်မျိုးသားတို့နှင့်သူတို့၏ယထာများနှင့်မြင်းစည်းသူရဲများအပေါ်တို့ပြန်လှည့်စေခြင်းကသင်၏လက်ကိုပင်လယ်ပေါ်၌ဆန့်တန်းလောဟုမိန့်တော်မူ၏နာနဲ့စောစောအချိန်၌မိုးစေသည်လက်ကိုပင်လယ်ပေါ်တို့ဆန့်တန်းလိုက်သောအခါပင်လယ်ရီသည်မူလနေရာတို့ပြန်စီးဆင်းလေ၏ရေတို့သည်လည်းထွက်ပြေးကြတော့အီဂျစ်အမျိုးသားတို့ကိုလွှမ်းမိုးသဖြင့်ဘုရားသခင်သည်သူတို့အားလှိုင်းတဘူးတို့၏အလယ်၌နှစ်မြုပ်စေတော်မူ၏ရေတို့သည်လည်းပြန်လဲစီးဆင်းလာ၍ပင်လယ်တွင်းသို့ဝင်ရောက်လိုက်လာကြသောဖာရာအုံ၏စစ်တပ်များမြင်းများနှင့်ယထာအားလုံးတယောက်မျှမကြမ်းနှစ်မြုပ်ပျက်စီးကုန်ကြ၏ဣသရေလလူမျိုးတို့မူကားမိမိတို့၏လက်ရာလဝဲမှရေတို့သည်တတိုင်းနယံကြီးပမာကာယံလျက်ပင်လယ်အလယ်၌၆သွေးသောလမ်းဖြင့်ဖြစ်သွားကြကုန်၏ထိုနည်း၌ဘုရားသခင်သည်ဣသရေလအမျိုးသားတို့ကိုအီဂျစ်အမျိုးသားတို့လက်မှကယ်တင်တော်မူသည်ဣသရေလအမျိုးသားတို့သည်ပင်လယ်ကမ်းပေါ်၌အီဂျစ်အမျိုးသားအသေးကောင်များကိုမြင်ကြသောအခါဘုရားသခင်သည်မိမိတို့ဘက်မှနေ၍အဘယ်များလောက်ကြီးမားသောအမှုကိုပြုတော်မူကြောင်းသိမြင်ကြလေ၏ဣသရေလအမျိုးသားတို့သည်ဘုရားသခင်ဘုရားကိုကြောက်ရွံ့ယူသည်ကြ၍သခင်ဘုရားနှင့်ကိုရော၏အစေခံမိုးစေကိုယုံကြည်ကြလေ၏ထို့နောက်မိုးစေနှင့်ဣသရေလအမျိုးသားတို့သည်သခင်ဘုရားအားဤသခြင်းကိုတည်ဆိုကြကုန်တည်းဤဒီကဘုရားသခင်၏နှုတ်ကပတ်တော်ပေသည်ဘုရားသခင်သာဆုတင်ပါသည်စာလံတခြင်းအေကျူခြင်းအိုဖျားသခင်ကိုတော်သည်ကျွန်ုပ်ကိုကယ်ဆယ်တော်မူသောကြောင့်ကိုတော်ကိုကျွန်ုပ်ချီးမွမ်းထောပနာပြုပါမည်တန်ပြိုင်အိုဖျားသခင်ကိုတော်သည်ကျွန်ုပ်ကိုကယ်ဆယ်တော်မူသောကြောင့်ကိုတော်ကိုကျွန်ုပ်ချီးမွမ်းထောပနာပြုပါမည်ဖျားသခင်၏ဘုန်းတကိုးတော်သည်ထင်ရှားတော်မူသည်ဖြစ်၍ကိုတော်အားတခြင်းဖွဲ့ဆိုကြကုန်အံ့တန်ပြိုင်ဖျားသခင်၏ဘုန်းကုံတော်သည်ထင်ရှားတော်မူသည်ဖြစ်၍ကိုတော်၏တခြင်းဖွဲ့ဆိုကြကုန်အံ့ဖျားသခင်၏ဘုန်းတကိုးတော်သည်ထင်ရှားတော်မူသည်ဖြစ်၍ကိုတော်အားတခြင်းဖွဲ့ဆိုကြကုန်အံ့မြင်းနှင့်မြင်းစည်းတရေကိုပင်လယ်ထဲ၌နှစ်မြုပ်စေတော်မူ၏ဘုရားသခင်သည်ကျွန်ုပ်၏ခွန်အားတတ်သည့်ကျွန်ုပ်ကိုကယ်တင်တော်မူသောအရှင်ဖြစ်တော်မူ၏ကိုတော်သည်ကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၍ကိုတော်အားချီးမွမ်းထောပနာပြုပါမည်ကိုတော်သည်ကျွန်ုပ်ဘိုးဘေးတို့၏ဘုရားသခင်ဖြစ်တော်မူ၍ကိုတော်ကိုချီးမွမ်းအေကျူးပါမည်တန်ပြိုင်ဘုရားသခင်၏ဘုန်းကုံတော်သည်ထင်ရှားတော်မူသည်ဖြစ်၍ကိုရောအားတခြင်းဖွဲ့ဆိုကြကုန်အံ့ဘုရားသခင်သည်စစ်တရေပမာဖြစ်တော်မူ၏ကိုရော၏နာမတော်ကဂျာဘေတီဖာရောဘုရင်၏ယထာနှင့်သူ၏စစ်သည်ဘူချီတို့ကိုပင်လယ်ထဲသို့ပစ်ချတော်မူ၏သူ၏လက်ရွေးစင်စစ်သည်တို့သည်ပင်လယ်နီထဲ၌နစ်မြုပ်ကြကုန်၏တန်ပြိုင်ဘုရားသခင်၏ဘုန်းကုံတော်သည်ထင်ရှားတော်မူသည်ဖြစ်၍ကိုရောအားတခြင်းဖွဲ့ဆိုကြကုန်အံ့နစ်သောရေတို့သည်သူတို့ကိုဖုံးလွှမ်းကြသဖြင့်သူတို့သည်ကြောက်ပမာရေနက်ထဲသို့မြုပ်ကြကုန်၏အိုဘုရားသခင်ကိုတော်၏လက်ရတော်သည်ခွန်အားတကိုးကြီးတော်မူ၏အိုဘုရားသခင်ကိုတော်၏လက်ရတော်သည်
ယံသူကိုခြေမုံတော်မူ၏တံပြိုင် ဖျားသခင်ဤဘုံတကူတော်သည်ထင်ရှားတော်မူသည်ဖြစ်၍ကိုရောအားတခြင်းဖွင့်ဆိုကြကုန်အံ့ အိုဖျားသခင်ကိုတော်တိဆောက်တော်မူသောကိုတော်ဤဒီမြဲသောသင်ဝတ်ရာဌာနတည်းဟုသောကိုတော်ဤအမွေတော်တောင်သို့ဤသူတို့အားဝင်စေတော်မူ၍နေရာချထားတော်မူလိမ့်မည်အိုသခင်အေနေယာဒီကာကိုတော်ဤလက်တော်ဖြင့်ခိုင်မြဲစေသောတန်ရှင်းရာဌာနဖြစ်သည်ဖျားသခင်သည်ထာဝရကာလအဆက်ဆက်စိုးစံတော်မူလိမ့်မည်တန်ပြိုင် ဖျားသခင်ဤဘုံတော်သည်ထင်ရှားတော်မူသည်ဖြစ်၍ကိုရောအားတခြင်းဖွင့်ဆိုကြကုန်အံ့ ဆုတောင်းကြစို့အိုဖျားသခင်ရှေးထက်ကျော်ကာလကိုရောပြုတော်မူသောတကူအံပွေရာတို့ကိုတပြောတို့ခက်ကားလိုက်နိုင်လေထင်ထင်ရှားရှားတွေ့မြင်နေရပေသည်ကိုရောဒီဖာရောဘင်းငင်ပန်းနေစမှုမှာလူမျိုးတစ်မျိုးကိုကိုရော၏ဘုံတကူရောဖြင့်လူမြောက်စေတော်မူခဲ့သည်နေသူလူမျိုးတကားရောအားစီစောခြင်း၏ဖြင့်ကဲတင်တော်မူသည်ဖြစ်၍ကဘာပေါ်ရှိလူမျိုးတကားရောအားအာဗြဟံ၏တာသမီများဖြစ်သို့ပြောင်းလဲပေးတော်မူ၍ဣသရေလလူမျိုး၏ဂုဏ်သိက္ခာဆင်းသို့တင်မြောက်ပေးတော်မူပါမည်အကြောင်းတပည့်တော်သခင်ခရစ်တော်ဖျားရှင်ကိုမြည်ပြု၍တောင်းလျှောက်ကြပါသည်ဖယားအာမင်တင်ဤသခင်ကယ်ရင်ရှင်သာဗရကရုဏာမေတ္တာတော်အဖြစ်တင်အားသနာတော်မူခဲ့ပြီးပရောဖက်ဣဇာယအနာဂတိကျမ်းအခန်းကြီး54အငယ်9မှ14အထိတင်ကိုပန်းစင်းတော်မူသောသခင်သည်တင်ဤသူတို့သားဖြစ်၏တင်ဤအမိကပိုချီတို့၏အရှင်ဖြစ်တည်းဣသရေလ၌တန်ရှင်သောသူတည်းဟုသောတင်ဤကဲ့တင်ရှင်သည်ကဘာတဝန်လုံး၏ဘုရားသခင်ဟုခေါ်ရလိမ့်မည်အကြောင်းမူကားစွန့်ပစ်ထား၍စီညောငယ်နေသောမိမကဲ့သို့၎င်းငယ်စဉ်ကစွန့်ပစ်ထားသောမယားကဲ့သို့၎င်းသခင်ဘုရားသည်တင့်ကိုပြန်ကိုလေပြီဟုတင်ဤဘုရားသခင်သည်မိန့်တော်မူ၏ငါသည်တင့်ကိုတခဏမျှစွန့်ပစ်၍ကြီးမားသောမေတ္တာတော်ဖြင့်တင့်ကိုတင်ပိုင်မည်ခဏအမြင့်ထွက်၍တင်အားခဏမျက်နှာလွှဲခဲ့သို့လဲသာဝရကရုဏာမေတ္တာဖြင့်တင်အားတနာခဲ့ပြီးဟုတင်ဤကယ်ရင်ရှင်ဘုရားသခင်သည်မိန့်တော်မူ၏ထိုအရာများသည်နောအေလက်ထက်၌ကဲ့သို့ငါအားဖြစ်၏နောက်တဖန်ရေကိုမြေကြီးပေါ်တွင်လွှမ်းမောစေမည်မဟုတ်ဟုနောအေအားကျင်ဆိုခဲ့သည့်နည်းသို့တင်အားငါသည်အမျက်တော်ထွက်၍ငေါငန်းချင်းကိုပြုမိမဟုတ်ဟုငါကျင်ဆိုလေပြီတောင်ကြီးတို့သည်ရွေလျားကြလိမ့်မည်တောင်ငယ်တို့သည်လည်းလှုပ်ရှားကြလိမ့်မည်ငါဤကရုဏာမေတ္တာတော်ဒီကတင့်ထမရွေလျားမည်မဟုတ်ငါဤငင်းချမ်းချင်းပရိညင်သည်ဖောက်ပြမည်မဟုတ်ဟုတင်ဤကရုဏာရှင်ဘုရားသခင်သည်မိန့်တော်မူ၏နှစ်သိမ့်မှုလုံးဝမရှိဘဲမုံတိုင်းတန်ခံရသောဆင်းရဲသောကလေးကြည်ပါတင်းဤကြောင့်များကိုကြောင့်မြတ်ယတနာများပေါ်သို့ကြောင့်မြတ်ယတနာများပေါ်သို့ငါခင်းခြင်းပေးမည်တင်းကိုလည်းနီလာကြောင့်များဖြင့်အုံးမြင့်ချပေးမည်တင်းဤခန္ဓာကိုကြောင့်စည်းများဖြစ်လေကောင်တင်းဤတကားများကိုအပိုးထိုက်သောကြောင့်များဖြစ်လေကောင်တင်းဤအကာယံအလုံးကိုနှဲ့လွန်ဖွယ်သောကြောင့်များဖြစ်လေကောင်သတ်ဆင်ပေးမည်တင်းဤဓာအပေါင်းတို့သည်သခင်ဖျား၏တပိများဖြစ်ကြလိမ့်မည်တင်းဤသားတော်အားငင်းချမ်းသာရခြင်းများစွာရှိလိမ့်မည်
တင်းဒီဖြောင်းမှချင်းတရား၌အခြေခံလိမ့်မည်တင်းဒီကြောရန်ချင်းမရှိသောကြောင့်ညင်ပန်နှိမ့်ဆက်ချင်းသည်ညင်ပန်နှိမ့်ဆက်ချင်းမှ၎င်းတင်နာသောချင်းကားမည်မဟုတ်သောကြောင့်ကြောရန်ချင်းမှ၎င်းဝဲစွာရှိလိမ့်မည်ဣတိကာဖျားသခင်နှင့်နှုတ်ပတ်တော်ပေသည် ဖျားသခင်အားကျေးဇူးတင်ပါသည် စာလံချင်းအချိုးချင်းတမ်းပြိုင်ဖျားတခင်ကိုတော်ဒီကျွန်တော်ကိုကယ်ဆယ်တော်မူသောကြောင့်ကျွန်တော်ကိုရှင်းမွန်ထောပနာပြုပါမည်။အိုဖျားတခင်ကိုတော်ဒီကျွန်တော်ကိုကယ်ဆယ်တော်မူရဲ့ကျွန်တော်ဤရန်သူတို့ကိုကျွန်တော်ပေါ်၌ဝမ်းမြောက်ခွင့်မပေးသောကြောင့်ကိုတော်ကိုရှင်းမွန်ထောပနာပြုပါမည်။အိုဖျားတခင်ကိုတော်ဒီကျွန်တော်ဤဝိညာဉ်ကိုအုပ်နှင်းရအယမနှုတ်တော်မူရဲ့ကျွန်တော်အားငရဲအတွင်းသို့မချရအောင်အသက်သွင်းပေးတော်မူ၏တံပြိုင်အိုဖျားသခင်ကိုရောဒီကျွန်တော်ကိုကယ်ဆယ်တော်မူသောကြောင့်ကိုရောကိုကျွန်တော်ချီးမွမ်းထောပနာပြုပါမည်ဖျားသခင်၏တန်ရှင်းသူတို့ဖျားသခင်အားထောပနာခြင်းဆိုကြလောကိုရော၏တန်ရှင်းသောနာမတော်အားဝန်ခံကြလောအကြောင်းမူကားကိုရော၏အမျက်တော်သည်တခဏတာဖြစ်၏ကိုရော၏ကောင်းမြတ်တော်မူခြင်းကတသက်ပတ်လုံးတည်၏ညနေဆောင်၌ငိုကြွေးငြိထွားခြင်းရှိတော်လဲနနှစ်ခင်းရောက်သောအခါဝမ်းမြောက်ရွှင်လန်းခြင်းရှိ၏တံပြိုင်အိုဖျားသခင်ကိုရောဒီကျွန်တော်ကိုကယ်ဆယ်တော်မူသောကြောင့်ကိုရောကိုကျွန်တော်ချီးမွမ်းထောပနာပြုပါမည်ဆုတောင်းကြဆုလောကီသားတို့ဖူအားကိုအားထားရတပါးသည်ဖြစ်တော်မူသောအလုံးစုံတနိုင်တော်မူသောထာဝရဘုရားသခင်သည်ကိုရောတပည့်တော်ယနေ့ကျင်းပနေကြသောပွဲတော်ကြီးကိုပရောဖက်များဖြင့်သူတင်ဟောပြောတော်မူခဲ့သည်နှင့်ဘာသာဝင်တို့သည်ကိုရောရဲ့လင်းကြီးစွာဖြင့်တာပါရမီများ၌တူပွားနိုင်ကြသည်ဖြစ်၍တပည့်တော်၏ဆုတောင်းတန်ကိုကြည်ဖြူစွာနာငောင်းတော်မူပါမည်အကြောင်းတပည့်တော်သခင်ခရစ်တော်ဖျားရှင်ကိုမြည်ပြု၍တောင်းလျှောက်ကြပါသည်ဘုရားအာမင်ဘုရားဘုံကုန်တော်ရှိပါစေမြေကြီးပေါ်၌လည်းသိကောနှလုံးကောင်းရှိသူတော်အ
ဖျားသခင်ကိုရောဒီတန်ရှင်လာတော်ညာကိုရှင်ပြန်ထမြောက်တော်မူသောခရစ်တော်သခင်၏ဘုံကုံတော်နှင့်ထွန်းပြောင်းစေတော်မူသည်နှင့်ငြိကိုရောသားသမီးအတိတို့သည်စေတကူတည်ဖြင့်ဘဝတည်ကိုပြောင်းလဲကြပြင်းနောက်ကိုရောဖြူစင်သောစိတ်နှလုံးဖြင့်ဝတ်ပြုကိုကိုယ်နိုင်ကြရန်ကိုရောပေတနာတော်မူခဲ့သောသားသမီးစေတကူသူတို့၌ထိန်သိမ့်ပေးတော်မူပါမည်အကြောင်းတဆူတည်တော်ဖျားဖြစ်တော်မူလျက်ရောနေတူတန်ရှင်သောဝိညာဉ်တော်နှင့်တပေါင်းတစီဒီကာလာဆက်ဆက်သက်ရှင်တော်မူယေရှုဆန်တော်မူသောရောဤသားတော်တပျော်၍သခင်ယေရှုခရစ်တော်ဖျားရှင်ကိုမြည်ပြ၍တောင်းလျှောက်ကြပါသည်ဘုရားအာမင်ဒုတိယချမ်းခရစ်တုသခင်ဒီတေသူတော်အစုမှရှင်ပြန်ထမြောက်တော်မူပြီးနောက်တဖာမတေရမွေမြတ်တော်တပည့်တော်ကြီးတန်ပေါ်လူယောမမြောက်သားတို့ထံရေတော်စာအခန်းကြီး6အခန်းငယ်3မှ7အထိနိအကူတို့ယေရှုခရစ်၌ယေရှုသခင်၌စီကြောခြင်းခံရတော်သူတို့သည်ကိုရောဤတေခြင်း၌ပါဝင်ရန်စီကြောခြင်းကိုခံကြသည်ကျွန်တော်တို့သည်ကိုရောဤတေခြင်း၌ပါဝင်ရန်စီကြောခြင်းကိုခံခြင်းအပြင်ကိုရောနှင့်အတူတကြူခြင်းကိုခံကြရသည်ထို့ကြောင့်ခရစ်တုသခင်သည်ခမည်းတော်ဖျားဤဘုံတကူတော်ဖြစ်တေသူတော်အစုမှရှင်ပြန်ထမြောက်တော်မူ၏ဤသူကျွန်တော်တို့ဒီလေလူတိစိတ်တိဖြစ်လမ်းစဉ်တိကိုလိုက်ကြရမည်အကြောင်းမူကားကျွန်တော်တို့ဒီကိုရောဤတေခြင်း၌ပါဝင်ကြရီမှလျင်ကိုရောဤရှင်ပြန်ထမြောက်တော်မူခြင်း၌လေဤကာအမှန်ပါဝင်ကြလိမ့်မည်အပြစ်ကိုဖြစ်စီတုတ်တင်၍အပြစ်ဤကျွန်းဘဝမှလွတ်မြောက်ရန်ကျွန်တော်တို့ဒီလူဟောင်းဘဝကိုခရစ်တုသခင်နှင့်အတူလက်ဝါးကားတိုင်၌တင်ခဲ့ကြပြီဖြစ်ကြောင်းတင်တို့အတိပင်ဖြစ်ကြသည်အကြောင်းမူကားတေရောသူရီအပြစ်တရားမှလွတ်မြောက်သည်ကျွန်တော်တို့ဒီခရစ်တုသခင်နှင့်အတူတေခြင်း၌ပါဝင်ခဲ့ကြပါလျင်ခရစ်တုသခင်နှင့်အတူအသက်ရှင်ကြလိမ့်မည်အဘယ်ကြောင့်ဆိုတော့ခရစ်တုသခင်ဒီတေသူတော်အစုမှရှင်ပြန်ထမြောက်တော်မူပြီးနောက်တဖာမတေရတေခြင်းတရားဒီကိုရောကိုမဆူမှုရကြောင်းကိုကျွန်ုပ်တို့အတိပင်ဖြစ်ကြသည်ကိုရောဒီအတိခံတော်မူရာ၌အပြစ်အတွက်တခြင်းအတိခံတော်မူခဲ့သည်အသက်ရှင်ရာ၌မူကားဖ
ယားသခင်အတွက်အသက်ရှင်တော်မူသည်ထိုနည်းသူတင်တို့တည်တဲ့အပြစ်လန်းစင်ကိုတေချလျက်ကျွန်ုပ်တို့သခင်ယေရှုခရစ်တု၌ဖယားသခင်အတွက်သာအသက်ရှင်ကြောင်းယူဆကြလောဣဒီကဖျားခင်အေနောကပတ်တော်ပေတည် ဘုရားသခင်အားကျေးဇူးတင်ပါသည် သခင်တည်းသင်တို့နဲ့ရှိပါစေ ကိုရောဤဝိကသက်ပါစေ တမန်တော်ရထားသောတန်ရှင်တော်ဧဝံဂေလိကျမ်းတည်း အိုဘုရားသခင်ကိုရောရှင်နာဘုံတော်ကုန်တော်စီပါစေခန်းကြီး28အငယ်1မှ10တိုင်ဥပုလူရွေး9ရက်တွင်ပထမနေ့ရက်မိုးတောက်သောအချိန်၌မာရိယမာဒလေနာနှင့်အချမ်းမာရိယသည်တင်းချိုင်းတော်ကိုကြည်ရှုအံ့တော်ငါလာကြ၏ထိုအခါမြည်ကြည်သည်ပြင်းစွာလှုပ်လေ၏အကြောင်းမူကားဖျားသခင်နှင့်တမန်တော်သည်ကောင်းကင်ဘုံမှဆင်း၍အနီးအပါးသို့လာပြီးလျင်ထိုကြောက်ကိုလှိမ့်နှံ၍အပေါ်မှာထိုင်နေလေ၏သူ၏မျက်နှာကလျှက်စစ်ကဲ့သို့သူ၏အဝတ်ဒီလည်းမူးပွင့်ကဲ့သို့ရှိ၏
လူဆောင်တို့ဒီကထူသူကိုကြောက်ရွံ့ခြင်းဖြင့်ထိလိုက်၍လူသေးကဲ့သို့ဖြစ်ကြလေ၏ကောင်းကင်နမန်တော်ကလည်းထိုမိန်းမတို့အားမကြောက်ကြနဲ့အကြောင်းမူကားလူဝါကတင်ခံရသောယေရှုကိုသင်တို့ရှာကြည့်ကိုငါသိ၏ဤနေရာမှာကိုရောမရှိအကြောင်းမူကားကိုရောမိန်တော်မူသည့်အတိုင်းထားမြောက်တော်မူပြီကိုရောသခင်ကိုထားကြသောနေရာကိုလာ၍ကြည်ကြလောအလင်းအမြန်သွားကြလျက်ကိုရောထားမြောက်တော်မူကြောင်းကိုတပည့်တော်တို့အားကြားပြောကြလောသင်တို့ရှိဂါလိလဲပြည်သို့ကြွတော်မူလိမ့်မည်ထိုအရ၌ကိုရောကိုသင်တို့တွေ့မြင်ကြလိမ့်မည်သင်တို့အားငါယခုပြောထားနှင့်ပြီဟုပြန်ပြောလေ၏သူတို့ဒီလဲကြောက်ရွံ့ခြင်းနဲ့၎င်းကြီးစွာသောဝမ်းသာခြင်းနဲ့တင်းချိုင်းတော်မှအလင်းအမြန်ထွက်သွားကြ၍တပည့်တော်တို့အားတည်င်းကြံတော်ငါပြေးကြလေ၏ထိုခဏ၌ယေရှုသည်သူတို့နှင့်တွေ့ကြုံ၍ချမ်းသာကြပါစေဟုသူတို့အားမိန့်တော်မူ၏သူတို့ဒီလည်းချင်းကပ်ကြ၍ခြေတော်ကိုကင်ဖက်လျက်ကိုရောကိုပြောက်ဝတ်ရှိခိုးကြ၏ထိုအခါယေရှုကမကြောက်ကြနဲ့တွားကြလောငိုင်းနီကိုတို့ဂါလိလဲပြည်သို့တွားစေခြင်းငါပြောကြလောထိုအရ၌ငါကိုမြင်ကြရလိမ့်မည်ဟုသူတို့အားမိန့်တော်မူ၏ဣဒီကခရစ်တုသခင်နှင့်မူမြတ်သောဧဝံဂေလိတရားတော်ပေတည်းအိုခေတောသခင်ကိုရောရှင်နာချီးမွမ်းတော်ဗနာစီပါစေအစတာပွဲတော်ကျင်းပရခြင်းရဲ့အဓိပ္ပာယ်ကိုအနည်းငယ်ရှင်းပြခြင်းနဲ့ခရိယန်ဘာသာရေးလောကမှာကျင်းပလက်ရှိတဲ့သာသနာရဲ့ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာပွဲတော်များထဲမှာအကြီးဆုံးအရေးကြီးဆုံးနော်ပွဲတော်မြတ်ကြီးကတော့သခင်ခရစ်တော်ဘုရားရှင်တည်ခြင်းမှရှင်ပြန်ထမြောက်တော်မူတဲ့ပါစကာပွဲတော်ကြီးပဲဖြစ်တယ်ဒီပွဲတော်ကြီးကိုအင်္ဂလိပ်လိုအီစတာနော်ပွဲလို့ခေါ်ကြတယ်အီစတာဆိုတဲ့စကားလုံးကအင်္ဂလိုဆက်ဆန်ရှေးတုန်းကအင်္ဂလန်မှာလာရောက်နေထိုင်တဲ့ဂျာမန်ဘာသာစကားနေပြီးတော့ဆင်းသက်လာတဲ့ရှီအင်္ဂလိပ်စကားလုံးဝေါ်ဟာရဖြစ်တယ်ဒါကြောင့်ဒီပွဲတော်ကြီးကိုအင်္ဂလိပ်စကားနဲ့ရောအင်္ဂလိပ်စကားနဲ့ရောင်ချီဦးလို့အမည်ရတဲ့အီစတာပွဲတော်ကြီးလို့ခေါ်ဆိုကြတယ်ဒီပွဲတော်ကြီးကိုဝါတွင်ကာလကုံဆုံးတဲ့ဝါကျွတ်တဲ့နေ့မှာကျင်းပလဲရှိတဲ့အတွက်အထူးသဖြင့်ကျွန်တော်တို့မြန်မာပြည်မှာတချို့နေရာတွေမှာကက်သလစ်ဘာသာသူတွေကိုဘရင်ဂျီလို့ခေါ်တယ်နော်ကျွန်တော်တို့ဒီဘရင်ဂျီကက်သလစ်ခရစ်ယာန်များအကနော်မြန်မာပြည်ဝါကျွတ်ပွဲတော်လို့နော်အထူးသဖြင့်ကျွန်တော်တို့မြန်မာပြည်အထူးသဖြင့်မန္တလေးသာသနာတော်မှာအဲ့လိုခေါ်ကြတယ်ဆိုတော့ဘယ်လိုပဲခေါ်ကျမ်းစာတော်မြတ်နဲ့ပူပြီးတော့အရှိလျော်ဆုံးကတော့ပါစကာပွဲတော်ကြီးသခင်ယေရှုခရစ်တော်ဘုရားရှင်တည်ခြင်းမှရှင်ပြန်ထမြောက်တော်မူသောပါစကာပွဲတော်ကြီးပဲဖြစ်တယ်။နော်ဆရာယူဒတန်နော်ဒီဘပ်တစ်ဆရာဂျက်ဆန်ဘာသာပြန်ဆိုထားတဲ့တမန်ကျမ်းစာထဲမှာပါစကာကိုပတကာလို့ခေါ်တယ်နော်။ဆိုယနေ့မြန်မာခရစ်ယာန်များကျင်းပတဲ့ပွဲတော်များထဲမှာနော်ပွဲတော်အနည်းချုပ်ဖြစ်တဲ့နော်ခရိယန်ဘာသာသူအားလုံးအတွက်အရေးကြီးဆုံးသောပွဲတော်ဖြစ်တဲ့သခင်ခရစ်တော်ပြန်လဲပြီးတော့တေချင်းကနေရှင်ပြန်ထမြောက်တော်မူတဲ့တေမင်းကိုအောင်မင်တဲ့ပွဲတော်ပါစကာပွဲတော်ကြီးအစင်းစင်းဖြစ်ပေါ်လာပုံကိုဆက်လက်ပြီးတော့ကျွန်တော်တို့ကြည်ကြစို့ဒီပွဲတော်ကြီးဖြစ်ပေါ်လာပုံနောက်ခံတမိုင်းကြောင့်ပထမအစင်းမှာမိုဇက်မတိုင်မီကစတင်ကျင်းပတဲ့နော်ဒီပွဲဒီအစစ်မှာဣသရေလလူမျိုးတွေဟာသူတွေကိုထိန်းချောင်းပြီးတော့ရည်ကြည်ရာမျက်နှာရာနေရာတကာရွှေ့ပြောင်းနေထိုင်ကြတဲ့သူထိန်းတွေဟာမိမိတို့ရဲ့သူများစကြအတစ်မှာဘေးကင်းရန်ကင်းနဲ့ရှင်းနိုင်ဖို့ရအတွက်ရည်ရွယ်ပြီးတော့ပူဇော်တဲ့ဇစ်ပူဇော်တဲ့ပါတာတဲ့ယူရဒလေပွဲတော်ဖြစ်တယ်ဒီပွဲတော်ကိုသူကလေးတွေစစ်ကလေးတွေပေါက်ဖွာတဲ့ຫນွေရိုးကာလရဲ့ပထမလပြည့်ညမှာကျင်းပလဲရှိတယ်နော်ဒီလိုပွဲတော်ကိုကျင်းပကြစဉ်မိခင်ထားတဲ့အသားတဆေးမုတ်တွေနောက်ပြီးတော့ကန်ဒရာမှာပေါက်တဲ့ခါတဲ့ဆေးဖက်ဝင်အတီးအရွက်တွေအမွှေးအကြိုင်တွေကိုတောင်းဆောင်ကြတယ်ဒီပွဲမှာ
ဒီပွဲကျင်းပတဲ့ချိန်ထူးဆန်းတဲ့ဒလိတစ်ခုကတော့လူတွေနဲ့နော်မိမိတို့ရဲ့တရိษံတွေအထူးသဖြင့်မွေးဖွားတော့မဲ့လူမွေးဖွားတော့မဲ့တရိษံကလေးတွေဘေးအန္တရာယ်ကင်းဖို့ကတ်အမျိုးမျိုးကနေပြီးတော့ကင်းဝေးဖို့ရအတွက်ဆိုပြီးတော့မိမိတို့နေထိုင်တဲ့တဲများရဲ့တိုင်တွေကိုမိမိတို့ကင်စားမဲ့နော်တူးတွေရဲ့သွေးနဲ့တုပ်လိန်နဲ့ဒလိအထာပဲဖြစ်တယ်နော်ဒီလိုတိုင်တွေကိုသွေးတုပ်ခြင်းအပြင်ကံမကောင်းခြင်းဖြစ်ရအားလုံးကနေပြီးတော့ကင်းဝေးစေဖို့ရည်ရွယ်ကြတယ်ဒါပထမအဆင့်နော်ဒုတိယအဆင့်အနေနဲ့နော်ဒီထွတ်မြောက်ရကျမ်းအခန်းကြီး7မှာမိုးဆက်လက်ထက်ပေါ့နော်အီဂျစ်ပြည်ကနေပြီးတော့နောက်ဆုံးနော်သူတို့ကျင်းပကြတဲ့ပါစကာပွဲတော်ဖြစ်တယ်ဣသရေလလူမျိုးတွေတိုင်းတစ်ပါးဖြစ်တဲ့အီဂျစ်ပြည်မှာနှစ်ပေါင်းများစွာကျွန်ဘဝအဖြစ်နဲ့နေထိုင်ခဲ့ကြတယ်ဒုက္ခဆင်းရဲပုံတွေ့ကြုံခဲ့ကြရတဲ့ဣသရေလလူမျိုးတွေကိုကျွန်ဘဝနေပြီးတော့ရွေးနှုတ်ကယ်တင်ဖို့ရအတွက်ထာဝရဘုရားသခင်ဟာမိုးဆက်ကိုခေါ်ပြီးတော့ဥဆောင်စေခဲ့တယ်နော်အီဂျစ်ဘုရင်ဖာရောရဲ့ခေါင်းမာမှုကြောင့်အီဂျစ်ပြည်မှာရှိတဲ့အတိုင်းသူပြည်သားအားလုံးကတ်ယောဂအမျိုးမျိုးဒုက္ခပုံတွေ့ကြုံခဲ့ကြတဲ့နောက်ဆုံးအနေနဲ့လူအားနေပြီးတော့စတရိษံအားပါအဝင်နော်တာဥတွေတပ်ဖြတ်ခြင်းခံရတဲ့ညမှာဣသရေလလူမျိုးများရဲ့တာဥများဟာတေချင်းကနေပြီးတော့ကင်းလွတ်တာကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ထာဝရအရှင်ဘုရားသခင်ရဲ့အမိန့်တော်နဲ့အညီမိုးဆက်နဲ့အာရွန်တို့ရဲ့ငွန်ကြားချက်အတိုင်းမိမိတို့ရဲ့အိမ်မှာနော်အိမ်တကားတို့တွေမှာပါစကာပွဲကျင်းပဖို့ရတဲ့အတွက်တုတ်လိန်ထားတဲ့တူးများရဲ့သွေးကိုတုတ်လိန်ထားတဲ့အတွက်ကြောင့်မိမိတို့တာဝန်များဟာတေချင်းအနေပြီးတော့ကင်းလွတ်ကြရတယ်အဲ့ဒီညမှာပဲပါစကာပွဲကျင်းပပြီးတော့အီဂျစ်ပြည်ကနေပြီးတော့ထွတ်မြောက်လာခဲ့ကြတယ်ဒီလူကျုံခါနဲ့အီဂျစ်ပြည်ကနေပြီးတော့ထွက်လာပြီးတဲ့နောက်ထာဝရရှင်ဘုရားသခင်ကိုယ်တော်တိုင်ဂတိထားတော်မူတဲ့ကာနာန်ပြည်ကိုထွက်လာကြတဲ့အချိန်မှာထာဝရရှင်ဘုရားသခင်ကမိမိရဲ့လူမျိုးတွေကိုလမ်းခရီးမှာနေ့အချိန်မှာမိုးတိမ်တိုက်ကိုဖြစ်စေပြီးတော့အရေးပေးတယ်ညအချိန်မှာမိတောက်မေးလျက်နဲ့ဣသရေလလူမျိုးတွေကိုလမ်းပြဦးဆောင်တယ်ပင်လယ်နီကိုထက်ချမ်းခွဲပြီးတော့ဖျက်ဆီးစေခဲ့တဲ့ရန်သူတွေရဲ့လက်ကနေပြီးတော့သူတို့ကိုလွတ်မြောက်စေတယ်ကန္ဒရာဖျက်ဆီးသွားတဲ့အချိန်မှာနေ့စဉ်အစားအစာဖြစ်မာနာမှုကိုဖန်ဆင်းပေးတယ်ခရီးစဉ်တစ်လျှောက်မှာအီဂျစ်ကျွန်းဘဝနေပြီးတော့လွတ်မြောက်ခဲ့တဲ့အချက်ကိုအမေတတိယတဲ့နေ့စဉ်နေ့တိုင်းအဲ့ဒီလွတ်မြောက်တဲ့ပါစကာပွဲ Passover နော်လူမြောက်ခြင်းပွဲကိုကျင်းပကြတယ်ဂတိထားတော်မူတဲ့အတိုင်းကာနာန်ပြည်ကိုလည်းရောက်တဲ့အချိန်မှာဒီကျွန်းဘဝကနေလွတ်မြောက်ရခြင်းပင်လယ်ကိုနေကိုအောင်မြင်စွာဖြတ်တန်းခဲ့ရခြင်းကန္တရခရီးစဉ်တစ်လျှောက်မှာအောင်မြင်စွာဖြတ်တန်းပြီးတော့နောက်ဆုံးဂတိထားတဲ့ကာနာန်တိုင်းပြည်ကိုဝင်ရောက်စေခြင်းစတဲ့ဒီအရာတွေကိုတတိယပြီးတော့ပါစကာပွဲတော်ကိုနေ့စဉ်ကျင်းပကြဖို့ကျင်းပကြပြီးတော့ဘုရားသခင်ကိုချီးမွမ်းခဲ့ကြတယ်ဓမ္မဟောင်းခေတ်ကာလဂျူးလူမျိုးများရဲ့ရုပ်ပိုင်းဆိုင်ရာအီဂျစ်ပြည်ရဲ့ကျွန်းဘဝနေပြီးတော့လွတ်မြောက်ခြင်းပါစကာပွဲကျင်းပခြင်းရဲ့နော်အစဉ်အလာဟာတတိယအဆင့်ဖြစ်တဲ့ကျွန်တော်တို့ခရိယာများရဲ့နာဝိညာဉ်ပိုင်းဆိုင်ရာအပြည့်ရဲ့နွန်နဆူရဲ့ကျွန်းဘဝနေပြီးတော့ခရစ်တော်ဘုရားရှင်ရဲ့ကယ်တင်တော်မူခြင်းအပြင်လွတ်မြောက်ကြရတဲ့လွတ်မြောက်ခြင်းပါစကာပွဲတော် Passover ကြီးအဖြစ်တဖြည်းဖြည်းနဲ့အတိတ်ပဲပို့ပြီးတော့နှက်ဆိုင်စွာနဲ့ပြောင်းလဲလာတယ်။နော်ခရစ်တော်ဘုရားရှင်ဟာပါစကာသူတငယ်အစစ်ဖြစ်တော်မူတယ်။ရှင်ယောဟန်အခန်းကြီး1:29မှာယေရှုကြွလာတော်မူသည်ကိုယောဟန်ဒီမြင်လျင်ဤလောက၏ပြစ်ကိုဆောင်ယူသွားသောဘုရားသခင်၏သူငယ်တော်ကိုကြည်ကြလော့။နောက်ဆုံးကျမ်းပိုက်ကတော့ရှင်ယောဟန်အခန်းကြီး1:36မှာယေရှုကြွလာတော်မူသည်ကိုမြင်လျင်ဖျားဤသူငယ်တော်ကိုကြည်ကြလော့ရှင်လုကာရဲ့မင်းဆိုချက်မှာလဲနော်ကောရိန္သုဩဝါဒစာပထမဆောင်နော်ခန်းကြီးအခန်းကြီးအငယ်9နော်ဒီနေရာတွေမှာခရစ်တော်တည်ဟုသောငါတို့ပါစကာသူတငယ်တော်ဒီငါတို့အဖို့ရစ်ပူဇော်ရာဖြစ်၏တဲ့နော်ဓမ္မတိကျမ်းမှာဧဝံဂေလိရေးတဲ့ကျမ်းရေးပုဂ္ဂိုလ်၄ပါးစလုံးကကိုရောရှင်အသက်တော်မစွမူမီအဖိနေည၌မိမိရဲ့တပည့်တော်ချင်းများနဲ့အတူပါစကာပွဲတော်ကြီးကျင်းပခဲ့ပြီး
Edi na usunya sasabwe ma tu turisan atama pa bene mone sapi yigu mimi ye phaya daguro ne mimi ye atwe ro ataro aphit pyaung le se khe pi ro mimi ye tapi ro ji mya gu wingin asa aphit ne chwe mwe do mu khe de Calvary town Lewaka time Tama, Mimi Twegu, Tunlang Biro, Mimi Twero, Nasu Lekani Biro, Luta Alungu, Pianleya, Yudomukede, Ephesus Owarasa Kanjitit, Ange Shima, Taro Twero Apin, Apilumia Chinti Hudo, Yueno Domu Chinti Zurogu, Nado di Kanya Jaid. No biarija kanjiti ange ngama lebe ngaru ku chit do mu yue mimi twei ro ne ngaru ye pi mya ku si cho do mu I no tamai mata ya thkin khrit do phya shin atet shin do mu re achain ha ju lu myo mya ye bait man do ma paska pwe atwet tu mya ku tat phyat de achain phit ne chin ha khrit do phya shin ha paska tu nge asit aman phit de sura ku pho pya ne chin phit de The Mahonki Kalama Jimbare Pasca Poeha, the Mahatik Pasca Poero G a dwe, Sheepy Ponsan, the Melekana Pine, Taura Piak, the Kinga, Biade do Betara Bepide. Dazan Pasca Poero G ha, Kriyan Subiro, Januru, Pilare Chema, Jimbare, she a jasu, no Tiaro ye a choke. No puero ji pit the load the Mahonki Kala to them big hair biade dorwe, the Matiki Kalama, Crido Piasima, Pisun Chinto, Yao Biro, a pip ye noon, Nasuye, Zuani Biro, Lumia Biro, Piaye, Tatamimia, a pine, Piasin, Samia, Gongin Subiro, Tara to Kachanagu, Sansa, Yashi, Puya Dwe, a Quinayi Pilade. The King Credo de Chiani Bino Simpian Tamil Deniha, Jupia Gadea, Nissan La, Seleyat, no Nissan, sorry. Seleya ni now Paima, Jayao de, the Ningan we pide. No, the Jam Credo, Critical Piagaring, a ya, Pasca Puero, Jayao 9 de, no, a so sung ha, Malan se Conaya Nipido, now a Jasunga, April Lan saying I nipide. Babilo Lesuro, Julu Muduye. Piagadengu, a tom pupiro, la piniku, chi de kama, no, Malana seconayane, April Lana senga jarhema, no child. Da Jamulu, Christmas puero lu, Pasca puero ha, Pundeni mobu, the nit, no, Nia demadu. Now Biro Crido, Shimpian Tamyauda, Sonoruye Sutamita Hemale Bari, Tatia Miauni Dwin, Shimpian Tamyaudomu, Ilonoru. Sutamita, Yesu Jare. So Tatia ni, Taujani Matire, the Ningan ni, no Sanini Yanima to Simpian Tamyao de, no Dini de Chinchanoruya, ni yet to Chamu Ayasuin, the yet Jojo, Nayala Veshire. Dabime, no Julu Mudu yet Tung Sangu, Jonoru Celebiro, Dineyama, no Chintone Lainada, Pidetwe, through ye, no ni yet a call or no, Manet Muliani Biro, Nyani Muso de Tika, the yet. No, no Biro, Ni Winet, Chingani Biro, Mulian de Tia, the yet. Suro, a Julu Muru ye, no, ni yet to Chenigu, a don't build up here to no, don't yet be no, don't yet be there. So, Dini di Chinchuru, a don't build the 24-hour a day, no, Eri Hanero, the Tajab, no, the Titi Jaja Makainibu, Dabime. No di na yiri di calendari mapoking kareani biro julu muri no laina kere chintong kere ni ye piakade la riku junoro achi kan biro jimpaya da phide atwe no khrido teire now simpian thamyau da ton yam myau ton ni twin simpian thamyau de lo junoro su jare da ka julu muri ye thong sang ko junoro sellet biro chintong neda phide sura ko le naw sung ani ne no Piojalu Bare, Celebiro, Pasca Pue Kalama, a two the Pinchonoro, a tinoye, Pinga dot hemale, Padalu, Kuromia Pinume, no, Abapime, Kuromia Pinu Puya Dune, no, the Pasca Pue Kalama, Sunuru,
ဒီလှုပ်တင်လှုပ်ထိုက်သောအရာအထူးသဖြင့်ခံယူထိတ်ခံယူတင်သော sacrament တူများကိုနော်ထိုက်တန်စွာခံယူနိုင်ဖို့ရအတွက်ကြိုးစားအားထုတ်ကြစို့အခုဆက်လက်ပြီးတော့ရီကောင်းကြီးပေးခြင်းနော်ကျင်းပမှာဖြစ်တယ်နော်ရီကောင်းကြီးပေးတဲ့အချိန်မှာတရားထောက်များနေပြီးတော့ပါစကာဖျောင်းတိုင်းကနေပြီးတော့ပါစကာမီးကိုသူတို့တူထီပြီးတော့ဒီဘာသာသူများကိုနော်ဒီဘက်မှာ2ယောက်ဒီဘက်မှာ2ယောက်နော်ဒီ line တစ်လျှောက်ပေါ့နော်ဒီပါစကာမီးကိုပြန်ပြီးတော့ထွန်းကြမယ်နော်ဒီဖျောင်းတိုင်းကနေပြီးတော့ပါစကာဖျောင်းတိုင်းကနေပြီးတော့တစင်ပဲထွန်းကြမယ်နော်ပြီးတော့ဒီရီကောင်းကြီးပေးခြင်းပေါ့နော်ကျွန်တော်တို့စီးကြောချင်းမရှိတဲ့အတွက်ကြောင့်နော်ရီကိုကောင်းကြီးပေးခြင်းဟာဒီယူကောင်းကြီးပေးခြင်းပေါ့နော်တကယ်လို့များစီးကြောချင်းလူကြီးစီးကြောချင်းနော်ရှိခဲ့ရင်တော့ပါစကာဖျောင်းတိုင်းနဲ့နော်ဒီ solemnly ခန်းခန်းနာနာနော်ဒီစီးကြောချင်းဆိုင်ရင်အိုင်ကောင်းကြီးပေးခြင်းရှိတယ်ဒါပေမဲ့ကျွန်တော်တို့လူကြီးစီးကြောချင်းမပြုလုပ်ဘူးမကျင်းပတဲ့အတွက်ယူကောင်းကြီးပေးခြင်းကျင်းပပြုလုပ်မှာဖြစ်ပြီးတော့ဖျောင်းတိုင်းများကိုပြန်ထွန်းကြမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ယုံကြည်ခြင်းကိုဝန်ခံခြင်းเนาะပြန်ပြီးတော့ဒီပြုလုပ်ကြမယ်ပြီးတော့မေတ္တာရေးပက်ဖြန်းခြင်းရှိမယ်ပြီးတော့မှကျွန်တော်တို့အထွေထွေဆုတောင်းခြင်းနဲ့ကျွန်တော်တို့ရဲ့မိစ္ဆာပူဇော်ခြင်းကိုဆက်လက်ပြီးတော့ကျင်းပသွားမှာဖြစ်တယ်ရှင်လာစွာတော်ကြီးကိုမောင်နှမဘုန်းတို့ကျွန်တော်တို့ခံယူခဲ့ကြသောစီစောချင်းမင်္ဂလာကိုအောက်မေ့တတိယတော်အဖြစ်ကျွန်တော်တို့အပေါ်သို့ပြည့်ဖြဲရလူငါဤရီကိုမေတ္တာစေတနာနဲ့ကောင်းချီးပေးတော်မူပါမည်အကြောင်းကျွန်တော်တို့အရှင်ဖျားသခင်ထံနှင့်ချငွေတွားခြင်းနဲ့တောင်းလျှောက်ကြစို့ကျွန်တော်တို့ခံယူခဲ့ကြသောတန်ရှင်သောဝိညာဉ်တော်အားကျွန်တော်တို့ဒီတစ္ဆာရှိနိုင်ကြရန်ဖျားသခင်ဒီကျွန်တော်တို့ကိုအတိပြုပြင်ပေးတော်မူပါစေတော်အာမင်အိုတပီအိုရူ၏အရှင်ဖျားသခင်အလွန်တန်ရှင်သောဤညာ၌နုနုကြကြဆောင်မြော်နေကြသောကိုယ်လူစုအလယ်၌ကိုရောရှင်ရှိတော်မူပါအောဘွယ်ကောင်းသောတပီအိုရူကိုဖန်ဆင်းခြင်းလုပ်ငန်းနှင့်ပူမူအောဘွယ်ကောင်းသောကယ်တင်ခြင်းလုပ်ငန်းများကိုအောက်မေ့တတိယနေကြသောတပီအိုရူအဖို့ငါဤရီကိုရောရှင်ဖျားကောင်းချီးပေးတော်မူပါလေယာများ၌အတိအနာများကိုပေါက်ရောက်စေရန်၎င်းတပည့်တော်တို့ကိုခန္ဓာကိုလန်းဆန်းစေရန်နှင့်တန်ရှင်းစင်ကြယ်စေရန်၎င်းကိုရောဒီဤရီကိုဖန်ဆင်းတော်မူခဲ့ပေသည်ကိုရောရဲ့တနာကျင်နာမှုကိုထုတ်ဖော်သောတန်တမန်အဖြစ်လဲရီကိုအသုံးပြုခဲ့သည်အကြောင်းမူကားရီအဖြစ်ကိုရောလူမျိုးတို့ကိုဂျုံဘဝမှလွတ်မြောက်စေခဲ့၍တောကန္တရာ၌သူတို့ဒီရင်ငတ်ကြသောအခါရင်ငတ်ပြီးစေခဲ့သည်လူတို့နှင့်ပြုလုပ်ရန်ရှိသောပရိငင်တိကို prophet တို့သည်ရေဖြင့်အတည်ပြုခြင်းများခဲ့ကြသည်နောက်ဆုံး၌ဂျော်ဒန်မြစ်ထဲ၌ခရစ်တော်သခင်တန်ရှင်းစင်ကြယ်စေခဲ့သောသူရေအားဖြင့်ပြပြနေသောတပည့်တော်၏ဇာတိကိုစီစောခြင်းဆိုင်ရအိုင်၌အတိပြုပြင်ပေးတော်မူပေသည်ထိုကြောင့်တပည့်တော်ခံယူခဲ့ကြသောစီစောခြင်းမင်္ဂလာကိုဤရီအားဖြင့်ပြန်လဲတတိယနိုင်ကြပါစေပါစကာပွဲတော်အချိန်၌စီစောခြင်းခံကြသောတပည့်တော်၏ညီကိုများနဲ့အတူဆွေးနွေးဝတ်မြောက်နိုင်ကြပါမည်အကြောင်းတပည့်တော်၏သခင်ခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်
ရှင်လာသောတောင်းကြီးကိုမောင်နှမပေါင်းတို့ကျွန်ုပ်တို့ဒီဘာစကာပွဲတော်ဆိုင်ရာသခင်ယေရှု၏နည်းနည်းရာကယ်တင်ခြင်းလုပ်ငန်းကိုတည်းအကျင့်ပါကြတဲ့နဲ့အညီစီတော်ချင်းမင်္ဂလာမြတ်ခံယူရာ၌ခရစ်တော်သခင်နှင့်အတူဘဝဟောင်းအတွက်တင်းကျူခြင်းကိုခံကြပြီးလမ်းစဉ်တစ်ကိုရှောက်လန်းခဲ့ကြပါသည်ထူကြောင်းထူချန်ခြင်းကိုကျင့်အပ်တော်ဝါတွင်အချင်းကုန်လွန်ပြီးဖြစ်၍ကျွန်ုပ်တို့ဒီစီတော်ချင်းမင်္ဂလာမြတ်ကိုခံယူစဉ်ကနဆူနဲ့နဆူလုပ်ငန်းစဉ်ဟွန်တမျှကိုပြစ်ပယ်၍တန်ရှင်တော်ကတလေးအတင်းတော်ထဲမှဘာသာဝင်တဦးအဖြစ်နေထိုင်လျက်ဖျားသခင်ကိုအစေခံပါမည်ဟုယခင်ကပြုခဲ့သောဂတိတစ္ဆာများကိုပြန်လည်မွမ်းမံကြပါစို့ထူကြောင်းတင်းတို့ဒီနဆူကိုပြစ်ပယ်ကြပါ၏လောပြစ်ပယ်ကြပါ၏နဆူလုပ်ငန်းစဉ်ဟွန်တမျှကိုပြစ်ပယ်ကြပါ၏လောပြစ်ပယ်ကြပါသည်နပွဲနဲ့နပွဲအခမ်းအနားများ၌ပါဝင်ခြင်းကိုလည်းပြစ်ပယ်ကြပါ၏လောပြစ်ပယ်ကြပါသည်ဖျားသခင်နှင့်သားသမီးများဖြစ်လွတ်လွတ်လပ်လပ်တည်နေနိုင်ရန်အပိတုစရိုက်ကိုပြစ်ပယ်ကြပါ၏လောပြစ်ပယ်ကြပါ၏အပိကျွံဘဝတို့မရောက်ရန်မကောင်းတို့စရိုက်တို့ပူတတ်သောလမ်းများကိုပြစ်ပယ်ကြပါ၏လောပြစ်ပယ်ကြပါ၏အပိတုစရိုက်မူလအကြောင်းရင်းဖြစ်သောနတ်ဆုကိုပြစ်ပယ်ကြပါ၏လောပြစ်ပယ်ကြပါ၏အလုံးစုံကိုတနိုင်တော်မူသောကဘာမိုးမီကိုဖန်ဆင်းတော်မူသောခမည်းတော်ဖျားကိုယုံကြည်ပါ၏လောယုံကြည်ပါ၏ကညာစင်မာရိယမှဖွားမြင်တော်မူ၍ဒုက္ခစရိယာကျင့်ခံတော်မူပြီးတင်းကျုချင်းခံတော်မူလျက်တေသူရုစုမှရှင်ပြန်ထမြောက်တော်မူပြီးနောက်ခမည်းတော်လည်းရဘက်မှစံပယ်တော်မူသောတားတော်ကျွန်ုပ်တို့၏သခင်ယေရှုခရစ်တော်သခင်ကိုယုံကြည်ကြပါ၏လောယုံကြည်ပါ၏တန်ရှင်တော်ဝိညာဉ်တော်ဖျားကို၎င်းတန်ရှင်တော်ကတည်းကတင်းတော်ကို၎င်းသူတော်သူများအပေါင်းတို့နှင့်တလုံးတဝါးပြည့်ချင်းချင်းအကျိုးကုသူတို့ကိုခံစားရကြောင်းအပြုသမျှကိုလိုချမ်းကိုခန္ဓာရှင်ပြန်ထမြောက်မိအကြောင်းအစဉ်ထာဝရအသက်ရှင်မိအကြောင်းတို့ကိုလည်းယုံကြည်ပါ၏လောယုံကြည်ပါ၏ယင်းနဲ့တန်ရှင်တော်ဝိညာဉ်တော်မှကျွန်တော်တို့အသက်တကူပေးတော်မူ၍အပြစ်များအားလုံးကိုခွင့်လွှတ်တော်မူသောကျွန်တော်တို့သခင်ယေရှုခရစ်တော်သခင်၏အဖအားလုံးစုံကိုတတ်နိုင်တော်မူသောဖျားသခင်သည်ကျွန်တော်တို့ကိုထာဝရဒုက္ခချမ်းသာသို့ရောက်သည့်တိုင်အောင်မိမိအကျေးဇူးတော်ဖြင့်ဆောင်ရှောက်တော်မူပါမည်အကြောင်းတပည့်တော်သခင်ယေရှုခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်တခြင်းဆုမယ်
ချစ်လစွာသောညီကိုမောင်နှမဘောင်းတို့တောင်းလင်ရလိမ့်မည်ရှာလင်တွဲလိမ့်မည်ခောက်လင်ပွင့်လိမ့်မည်ယေရှုသခင်မိန်တော်မူခဲ့သည်ဖြစ်၍ကက်သလိသာသနာတော်၌လူအပ်သမျှယေရှုအဖျားဖျားတို့ကိုယေရှုခရစ်တော်ဖျားရှင်သာဖြင့်အဖခမည်းတော်ဖျားထံတငယ်တငွတ်ထဲတောင်းလျှောက်ကြပါစို့ကိုယ်ဆောင်ရှောက်တော်မူပါမည်အကြောင်းနောဘုရားမကံကိုနိရငါဝါစရာပြင်းတဲ့ဝါစရာတော်ညီကြောင့်မ brothers ဝါစရာဒီယောင်ပဲဝါဂရိတ်ဆောင်ပေါင်းစင်ကောကယာနာတူ ဖြစ်တော်မူသောဖဖျားသခင်ယေရှုခရစ်ရှင်အဖင်ချစ်သားသမီးများတောင်းလျှောက်ရာကိုနာယူတော်မူပါဖျားအာမင်ယ
กูมอนมาปอนุนานาดูรอชินภาคมีรอพยาดีสนุเนตินโนสกัจจาโดยปูโซตกายากูจีพิวสวาและขานมุบายันสุตองจาบาพยาธินีบุญดอกกูจีบอนตบนาพิวชิงอาลกอตบิโรโดเนตันสินโดตัตนาโดตุคุโลอสุกัสายาชิงอาลกอกุโรอิเลพิสกัดโดปุโยตกายากูอภาพยาธิเลกันโดมุวาสิโอพยานตะคิงกรอลูမျိုးတော်ဤပူဇော်တကာယများနဲ့အတူတကွဆူတောင်းမေတ္တာများကိုလက်ခံတော်မူ၍နည်းနည်းပွေရာပါစကားပွဲတော်ဇာဖြင့်စတင်ဆောင်ရွက်ခဲ့သောကယ်တင်ခြင်းဆိုင်ရာနည်းနည်းပွေရာများသည်ကိုရောဤဆောင်မတော်မူခြင်းအပြင်တပည့်တော်အဖို့ထာဝရချမ်းသာရရာကြောင်းဖြစ်စေတော်မူပါမည်အကြောင်းတပည့်တော်၏သခင်ခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်ဖျားသခင်ဒီတင်လုံးနဲ့ရှိပါစေကိုရောဤဝိညာဉ်နဲ့လည်းရှိပါစေဖျားသခင်နာအာယုံပြုကြလောအာယုံပြုလည်းရှိကြပါသည်ကျွန်တော်တို့အရှင်ဖျားသခင်နာကျေးဇူးတင်ကြစို့ကျေးဇူးတင်တဲ့နာလာပေသည်အိုအရှင်သခင်ကိုရောဘူးတပည့်တော်တို့အစင်မပြတ်နေရာတိုင်းတွင်ကျေးဇူးတင်ဆက်မှုဒီအမှန်ပင်ပြည့်ဝသောအမှုဖြစ်၍ကယ်တင်ခြင်းချမ်းသာခံထရာကြောင်းလည်းဖြစ်ပေသည်ခရစ်တော်သခင်သည်မိမိကိုယ်ကိုပါစကားသူငယ်တော်ဖြစ်ပူဇော်ပြီးဘုံကုံတော်နှင့်ရှင်ပြန်ထမြောက်တော်မူခြင်းကိုကြီးညာရာဤထူးမြတ်သောပါစကားပွဲတော်ညာနိုင်မူကားကိုရောရှင်အပေါ်တပည့်တော်တို့အစင်မပြတ်ယုံကြည်ခြင်းကိုဝန်ခံမှုသည်အမှန်ပင်ပြုထိုက်ပြည့်ဝသောအမှုလည်းဖြစ်ပေသည်ခရစ်တော်သခင်မူကားလောကသားတို့၏အပြစ်ကိုကယ်ချွတ်တော်မူသောသူငယ်တော်အမှန်စင်စစ်ဖြစ်တော်မူ၍အသက်တော်ကိုစွန့်တော်မူသောအပြင်တည်ခြင်းတရားကိုအောင်မြင်တော်မူလျက်ရှင်ပြန်ထမြောက်တော်မူသောအပြင်တပည့်တော်ဟာအသက်ကိုပြန်ပေးတော်မူ၏သူပြည့်ကဘာတဝမ်းလုံးသည်ရှင်ပြန်ထမြောက်မှုဆိုင်ရာဝမ်းမြောက်ဆွမ်းလန်းမှုကြောင့်လွန်စွာပင်နှစ်ထောင်အားရကုန်လျက်ကောင်းကင်တမန်တော်ဘူးချီအပေါင်းတို့ဒီလည်းအရှင်နှင့်ဆွေဘုံငုံတော်ဘူးတတန်တိချင်းမွန်ကြပြီးအစင်မပြတ်ကြွေးကြော်တည်ဆူကြသည်မှာရှင်မူမြတ်မူတမယတို့၏မူလယင်ဖြစ်တော်မူပေသောအရှင်ကိုရောရှင်သည်ဧကမန်တန်ရှင်တော်မူပါ၏သူဖြစ်ပူဇော်တကာယများပေါ်ကိုရောရှင်၏ဝိညာဉ်တော်မြတ်ကိုမြုံနှင်းကြဆင်းတကဲ့သို့တက်ဆင်းစေ၍တန်ဆင်းစေတော်မူခြင်းအပြင်ပူဇော်တကာယများသည်တပည့်တော်အဖို့ယေရှုခရစ်တော်သခင်၏အသားတော်နှင့်တွေ့တော်ဖြစ်လာစေတော်မူရာလို့ငါတပည့်တော်တောင်းလျှောက်ကြပါသည်ယေရှုခရစ်တော်သခင်ဒီအနံချင်းခံရ၍မိမိအလိုတော်၏အတိုင်းဒုက္ခဝေဒနာခံတော်မမူမီမုန်ကိုယူတော်မူ၍ကျေးဇူးတင်တော်မူပြီးလျင်ဖဲတော်မူ၍မိမိတပည့်တော်ကြီးတော်ဟာပေးလျက်မိန်တော်မူသည်ကားတင်တို့အားလုံးအရာကိုယူ၍စားကြလောဣတိကတင်တို့အပူအနံခံရမည်ငါခန္ဓာကိုဖြစ်တည်း
နေ့တုံညစာပြင်းနောက်ဖလားတော်ကိုယူတော်မူ၍တဖန်ကျေးဇူးတင်တော်မူပြီးလေမိမိတပည့်တော်ကြီးတို့အားဖလားတော်ကိုပေးလျက်မိန်တော်မူသည်ကားတင်းတို့အားလုံး၏ဖလားတော်ကိုယူ၍တောက်ကြလောဤဒီကပြင်းများကိုချွတ်လွတ်ခြင်းအလုံးငါတင်းတို့နှင့်လူအမြတ်ဖို့တွန်းလောင်းခံရမည်ထာဝရပရိငင်တင်းနဲ့ဆိုင်ရာငါ၏သွေးတော်ဖလားဖြစ်ငါကူအောင်မဲ့တတိယချင်းငါဤအမှုကိုပြုကြလောနည်းနည်းလာတော့ယုံကြည်အားကိုကြွေးကြောချမ်းစုခရစ်တုတကယ်နေကတော်မူသည်ခရစ်တုတကယ်ရှိမြတ်သာတော်မူဖျားခရစ်တော်သခင်ရဲ့အသေးခံတော်မူခြင်းနဲ့ရှင်ပြန်ထမြောက်တော်မူခြင်းတို့ကိုအမေတတိယချလျက်တပည့်တော်ဒီအသက်ပေးတော်မူတော်နဲ့ကဲတင်ချင်းချမ်းသာပေးတော်ဖလားတော်ကိုကိုရောရှင်နာပူဇော်ကြပါသည်ဆွေမြတ်မောင်တော်နိုင်မှုတော်ထမ်းဝခွင့်ကိုတပည့်တော်အားပေးသနာတော်မူသောကြောင့်ကိုရောရှင်နာကျေးဇူးတင်ကြပါသည်ခရစ်တော်သခင်၏သားတော်နဲ့သွေးတော်ကိုပင်ယူကြသောတပည့်တော်ကိုတန်ရှင်သောဝိညာဉ်တော်ဖျားဖြင့်တလုံးတဝါတီဖြစ်စေတော်မူပါမည်အကြောင်းမြတ်တော်သနာတော်မြတ်ခံကြပါသည်ဖျားဩဖာဖျားကဘာတွမ်းလုံးရှိကိုရောရှင်၏သာသနာတော်ကိုတတိယတော်မူပါတပည့်တော်ကိုယာမင်းစီဖရန်စစ်စင်သူမြတ်တပည့်တော်ဆရာတော်ဂျူလီယန်ခတ်တင်ကုန်သောရန်တန်ဃာတော်နဲ့အတူတကွာသာသနာတော်ကြီးကိုချစ်ချင်းမေတ္တာနဲ့ပြုဝါစေတော်မူပါရှင်ပြန်ထမ်းမြောက်မြို့မြို့လင်းလက်ထာဝရဘဝသို့ပြောင်းသွားနေကြသောတပည့်တော်ညီကိုမောင်နှမများကိုတာမကကိုရောရှင်၏ကရုဏာတော်ကိုခံစားလက်ကိုလွန်သွားကြကုန်သောသူအလုံးတို့ကိုလည်းတတိယတော်မူ၍ကိုရိစမျက်နာတော်ကိုပုံမြင်ကြရစေတော်မူပါဖျားရှင်၏မေတော်မူမြတ်သောကညာရှင်မာရိယာနှင့်ခင်ပွန်းတော်မူမြတ်သောစင်ဂျိုးဆက်မူမြတ်သောဓမ္မတော်ကြီးများနှင့်ကာလစင်ဆက်လူတော်မြတ်ကိုလိုက်နာခဲ့ကြသောယာနာသူတော်သူများအပေါင်းတို့နှင့်အတူတကွထာဝရတရှင်ချင်းချမ်းသာကိုအမွေခံထိုက်သူများဖြစ်ကြလျက်ကိုရောရှင်ဖျား၏ဘုန်းတော်ကုံတော်ကိုချင်းမွန်ထောမနာပြုကြသောငါတပည့်တော်အားလုံးကိုဆောင်မတနာတော်မူပါကိုရောရှင်၏သားတော်ခရစ်တော်သခင်အားဖြင့်တောင်းလျှောက်ကြပါသည်ခရစ်တော်သခင်အားဖြင့်ခရစ်တော်သခင်နဲ့အတူခရစ်တော်သခင်၌အိုအနန္တတကိုယ်တော်ရှင်အဖခင်မိတော်ဖျားကိုရောရှင်သည်တန်ရှင်သောဝိညာဉ်တော်မြတ်နဲ့တလုံးတဝါတည်းခတ်သိမ်းကုန်သောယူသေးခြင်းနဲ့ဘုန်းတော်ကုံတော်အပေါင်းကိုကာလအဆက်ဆက်စူးပိုင်တော်မူပါသည်ဖျားအာမင်သခင်ယေရှုအမိန်တော်ကိုနာခံ၍ကိုရောရှင်တင်ကြားတော်မူခဲ့သောပဋ္ဌာနာတော်ကိုရဲဝံ့စွာရွတ်ဆိုကြစို့Yeah.
ကယ်တင်ရှင်ယေရှုခရစ်တော်သခင်ကြွလာတော်မူခြင်းနဲ့ထာဝရဒုက္ခချမ်းသာကိုဆောင်မြော်နေကြသောတပည့်တော်တို့ဟာယခုကာလတွင်ငြိမ်းချမ်းခြင်းကိုကြည်ဖြူစွာပေးတော်မူပါတပည့်တော်တို့ကိုတနာတော်မူသဖြင့်မကောင်းမှုတမျှမှကယ်တင်တော်မူပါပြုတို့ဆရာမှစင်ကင်းလွတ်စေ၍ဆင်းရဲဒုက္ခအပေါင်းမှလည်းကာကွယ်တော်မူပါကျေးဇူးတော်ပါတိတနေဆွေနိုင်ပါဘုချမ်းခြင်းကိုငါထားပေးငါငြိမ်းချမ်းခြင်းကိုတင်တော်ငါပေးဟုတမန်တော်ကြီးတို့ဟာမိန်မွတ်တော်မူခဲ့သောယေရှုခရစ်တော်သခင်တပည့်တော်ပြည့်တို့ဆရာများကိုမှုထားတော်မမူပဲကိုရောသာသနာတော်ယုံကြည်ခြင်းကိုသာထောက်ထားတော်မူ၍အလိုတော်မြတ်တိုင်းဧသာသနာတော်ကိုငြိမ်းချမ်းသာယာစေ၍စီလုံးညီညွတ်စေတော်မူပါကာလဆက်ဆက်သက်ရှင်ဆုဆံတော်မူသောရှင်ဖျားအာမင်ဖျားသခင်ငြိမ်းချမ်းခြင်းတည်တင်တော်နဲ့ဆင်ရှိပါစေကိုရော၏ဝိညာဉ်နဲ့လည်းရှိပါစေချင်းချင်းငြိမ်းချမ်းခြင်းမလက္ခဏာကိုကံလန်းကြပါစို့ဖျားသူငယ်တော်ကိုဖူးမြော်ကြလောလောကအပြစ်ကိုချွတ်တော်မူသောဖျားရှင်ကိုဖူးမြော်ကြလောသူငယ်တော်ငါစာစားပွဲတော်သို့ဖိတ်ခေါ်ခြင်းခံရသူတို့သည်မင်္ဂလာရှိကြ၏အိုတခင်ဗျာတပည့်တော်၏အမှုအောက်သို့ကိုရောရှင်ကြွဝင်တော်မူခြင်းကိုခံယူရန်တပည့်တော်မထိုက်တန်ပါတို့ရတွင်တခုမြတ်သာမြင့်ရှိတော်မူပါလေတပည့်တော်တို့၏ဝိညာဉ်သည်တန်ဆင်းစင်ကြယ်ပါလိမ့်မည်
ဆုတောင်းကြစို့အိုဖျားသခင်ဤပါစကားပွဲတော်ကျင်း၌စကရမန်တုမင်္ဂလာမြတ်များကိုခံယူခဲ့ကြသောတပည့်တော်တို့သည်တဦးကိုတဦးလေးစားကြလက်တလုံးတူအပ်တည်ရှိနိုင်ကြရန်ချစ်ချင်းမေတ္တာတည်ဟူသောတန်ရှင်သောဝိညာဉ်တော်မြတ်ကိုတပည့်တော်တို့အားပေးသနာတော်မူပါမည်အကြောင်းတပည့်တော်တို့သခင်ခရစ်တော်ဖျားရှင်ကိုအမိပြု၍တောင်းလျှောက်ကြပါသည်ဖျားအာမင်ပါစကာအထူးကောင်းခြင်းမင်္ဂလာခံယူရန်ဦးညွတ်ပါ
အာလုံးစုံကိုတနိုင်တော်မူသောဖျားသခင်ဒီတာတော်၏ရှင်ပြန်ထမြောက်ရာပွဲတော်မြတ်ကိုကျင်းပကြတော်တင်တို့ကိုကောင်းကြီးပေးတော်မူပါစေတင်တို့ကိုဒုက္ခဆင်းရဲများနှင့်အပြစ်ဒုစရိုက်များမှကာကွယ်ဆောင်ရှောက်တော်မူပါစေအာမင်ကိုရောဤတပါးဒီတော်တာတော်၏ရှင်ပြန်ထမြောက်တော်မူခြင်းဖြင့်တင်တို့၏အပြန်နာစာများကိုကိုတာတော်မူ၍တင်တို့ကိုမတဲမပြတ်နိုင်သောဆုလက်ဆောင်များကိုပေးတော်မူကားထာဝရတချမ်းသာသို့ပူဆောင်တော်မူပါစေအာမင်တင်တို့ဒီဒုက္ခခံထိုင်ရာတနင်္ဂနွေနေ့နဲ့မူမြတ်တော်ရတပတ်နေ့ရမြကုံဆုံးသွားသောအခါသခင်ဖျားရှင်ပြန်ထမြောက်ရာပွဲတော်ကိုဝမ်းမြောက်ဆွမ်းလန်းစွာကျင်းပကြပါသည်တင်တို့ဒီဖျားသခင်၏ကိုငင်ဆောင်မမှုဖြင့်ထာဝရပြောဆွေးမှုပေးရာပွဲတော်သို့ဝမ်းမြောက်ဆွမ်းလန်းသောစိတ်နှလုံးဖြင့်ရောက်ရှိနိုင်ကြပါစေအာမင်ဖျားသခင်သည်တင်လုံးနဲ့ရှိပါစေကိုရော၏ဝိညာဉ်နဲ့လည်းရှိပါစေအနန္တတကူတော်နဲ့ပြည့်စုံတော်မူထသောခမည်းတော်သားတော်တန်ရှင်တော်ဝင်တော်ဖျားသည်တင်တို့ကိုကောင်းချီးပေးတော်မူပါစေတော်အာမင်မိစာပူဇော်ခြင်းအခမ်းအနားပြည့်စုံပါပြီဖျားရှင်နာစေခံရန်တွားကြလောအာလေလုယာအာလေလုယာဘုရားသခင်အားကျေးဇူးတင်ပါသည်အာလေလုယာအာလေလုယာ โอเคပထမကိုရောမြရတဲ့ဖွဲ့တည်တဲ့ပုံရိုက်မယ်နော်အဲ့ဒီချားမှာကျွန်တော်တို့တချင်းဆိုမယ်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီနေ့ကsecond collection ဘောနော်ဒုတိယအချိန် collection ကျွန်တော်တို့ရဲ့ဒီ Esther ပွဲ Hollywood ကနေပြီးတော့ Esther ပွဲအထိကျွန်တော်တို့တုံးပြထားတဲ့တုံးကလုံးဒီနည်းနည်းပပရှိတော့ကြောင်းအဲ့ဒီအတွက်ကျွန်တော်တို့second collection ကျွန်တော်တို့ကောက်မှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီပထမကိုရမေရတဲ့အဖွေးဒီဂျီယိုပြပြီးတော့စီမှာတန်းစီပြပါအဲ့ဒီချိန်မှာကျွန်တော်တို့တချင်းဆိုရအောင်တ
ตัวเราเสียนจะโนรุกูอาสาเท้าเพียงมาสิเสียนทาวาเรสุรโมหิงกากูจะโนรุอารมณ์ตรงสองปีฟูทุมิตายคันชินเนปีตัวเราเสียนจะโนรุทีนี้เอสตาฮอลลีวูดกันอิสาปิโรเอสตาทีวะเนาะอาสาส่งของมอนสวาเชียงนายเปลี่ยนเสียงปีเดฟิอาเซงกูจิจุเตนเนปีตัวเราเสียนจะโนรุดีป่วยด้วยเราอาปีเรตัวเมียอาลงอาลูชิเมียอาลงกูอัทูเบจิจุเตนสิบาเรจะรู้จะโนอาปีสุตองยาองตุรุเซมโมโนโครโมชินยาสิอันสุตองเมตาเลวากาไตปอดเวนจะโนรุตัวติขานดอมูริไตองอทูชิเคเมโนโรโมปีโรโอเยสุยสุนลงโรจะโนรุตัตนากุสมมาตนาโรมูบาจะโนรุนิเลตินตนายกงแกมุโรมูชายองนายชายันกูโรยลานโนกูงอนเปียเจลตันโนยาฮันโดเมียกูยินจิเมียติลาชิเมียเนตยาโฮเชียเมียกูจะโนรุเทมายุยเกาดอมูบาอาเมนโอเยสุยสุนลงโรจะโนรุโกตนาโรมูบาโอเยสุยสุนลงโรจะโนรุโกตนาโรมูบาโอเยสุยสุนลงโรจะโนรุโกตนาโรมูบากุศลตจาอาภิวัติเมตตาพยาสิกาเมนโดสีเอจะโนกุศลตจาจะโนอานิเงมเปียสุมาเตือนเตจิสุสังมาโดมูบาอาเมนขมีโดตาโดตันชินโดวินโดอีนามาโดเมียนายอาเมนลุงเอดีจิจุปิวปีโนอาซาตาวินเดนียมาโดละกองดีปีตัวเราเสียนเล่จะโนรุฮอกคันเทมาฮอกคันอดวนอเปียนยอจิวปิปิโรตันชินยีโลปีผู้ทูมิตายคันชิมบาเรลุงเอดีอาลงโลวาปีปิจาผู้บเนาะแต่ไม่คงดีบารีเราอาลงเต็งเสียมรู้เนาะมันได้เพียนใจเอ็น LCCM ก็เซตตรงมาพิเดตัวเจ้าไทยคงดีโดเต็งเสียมรู้แต่ไม่อไม่ดีบ่เนาะจิตันบูโดจะโนรุดิ่งยาตรงเดดีอาลงอไม่ดีอาลงบ่เนาะเต็งปีจาผู้ทูเบมิตายคันชินเนปีตัวเราซีเย็นดีนี่เอสตามิตายีกูคัดชินเนสโลชีเย็นดีน้ำมาจะโนลาลาสัชเนขันในบาร์เรเนาะมิตายีใจแต่เราขอยู่ในบาร์เร
Mana sukses lah. Pangako po so bilang pangako. Sige, ciao in novia. Hilama pa ito, hilama. Mau engka. MCLC sana bang te man kisai bai MCLC sana bang te MCLC keliri dan mau yang mana si malam ni ba MCLC okay apian ma mohenga wi de no apian ma mohenga wi de aga sap kuat pet ma no ni koi de thong sa lao si sen tha de no mai lên thì giúp mình đâu có mai cũng xem đi bạn nó có mai cũng lên cũng xem đi bạn cũng nhớ mai xem nó có những mai cũng xem đi bạn cũng nhớ hỏng bé nó nghe.
Sao mẹ mày sao? Có lại quay chơi, ya kìa tôm đi mà. Đi đâu nghe là sáng? Dạ, nghe là sáng. Tam thia, cái này cái gì? Phục tế thôi, ăn mà. Nghe là sáng gì? Nghe là sáng ạ. Phát được nữa. 이게 뭐인가 붙였다. Anh mình cứ chân ra lễ đi bạn, Vô mẹ phải luôn, vô mẹ. Bây tay à? Sau này là thế quên chứ. Làm nhà đây gì em ạ? Làm nhà đây gì em? Làm nhà đây gì em? Phải xí đây xí đấy. Chúng đi xí đấy. Nâng nghe. Tập quên sao đây là ngăn là quên sao? Tắm là còn giác không? Ôi ngang lại vô. Cái mỹ của mà phải nói sao vậy? Bỏ lên mình. Để sao vậy? Thì bị ta lại luôn.